ဘုရားသခင်ကဒီနေ့ဒီအချိန်ခါမှာဘုရားသခင်ကတင်းတို့တိထားတယ်ဖတ်ထားတဲ့ဟာနဲ့ပဲတွားခိုင်းနေတဲ့ခေတ်မဟုတ်တော့ဘူးဘုရားသခင်ကသူကိုယ်တိုင်စကားပြောခြင်းနေတဲ့ခေတ်ဖြစ်တယ်သူကိုယ်တိုင်စကားပြောတယ်ဆိုတာတင်းတို့ကိုဘာလုပ်ရမလဲဆိုတင်းတို့ဘသူလဲဆိုတာအရင်ဆုံးသိဖို့စကားပြောမှဖြစ်တယ်ဒါကြောင့်ပြီးခဲ့တဲ့ who am I ကပွဲကတခြားမဟုတ်ဘူးကိုပျောက်နေတဲ့သူတွေဖြစ်တယ်ဘုရားသခင်ကကိုလူပေးဖြစ်ကြတဲ့ကိုကအထဲထဲမှာသူ့ရဲ့လူဖြစ်တယ်ဆိုတဲ့ထည့်ထားပေးပြီးသားဒီဝိညာဉ်တခါလေကျတော့လောကကြီးကြားထဲမှာပျောက်နေတတ်တယ်ဒါပေမဲ့ဘသူဖြစ်တယ်လဲဆိုတော့ကိုအရင်တီဆောက်ခိုင်းတယ်အဲ့ခါမှာမင်းဟာငါရဲ့သားဖြစ်တယ်မင်းဟာငါရဲ့သားဖြစ်တယ်အဲ့ဒီအရာကိုတီဆောက်တာဖြစ်တယ်ဆိုတော့တချို့ကအရန်ကြော်ပြီးတော့သိကျင်တယ် information တွေလိုက်ယူတယ်ကျမ်းစာတမ်းတွေသင်တန်းတွေတက်တယ်ကောင်းတယ်ဒါပေမဲ့အစဉ်အတိုင်းကြီးထွားစေတာမမေ့ပါနဲ့ဘုရားသခင်ဖြစ်တယ်အစဉ်အတိုင်းကြီးထွားစေတာဘုရားသခင်ဖြစ်တယ်ဆိုတာဘုရားသခင်ကတင့်ကိုခိုင်ခန့်စေခြင်းလို့ဖြစ်တယ်အဲ့တော့အရင်ဆုံးသူကဘာလုပ်တယ်လဲဆိုတော့သူ့ကိုတီးအောင်လုပ်ပြီးတဲ့နောက်မှာသူကအရင်ဆုံးသူချစ်တာကိုပြရတယ်ငါမင်းကိုချစ်တယ်မင်းကိုငါချစ်တယ်အဲ့အချစ်ကိုမသိမချင်းကိုကပဲချစ်နေတဲ့ဟာမျိုးလှုပ်ချစ်ပဲရမှာအချစ်ကသူ့အချစ်ဖြစ်တယ်သူ့အချစ်ကိုမရရင်သင်မသိနိုင်ဘူးအခုကျွန်တော်ပြောမယ့်စကားတွေကဒီဟာအရှိဖြစ်တယ်ဒီအနောက်ကကျွန်တော်ပြောမယ့်စကားတွေဟာနားလည်ဖို့အတွက်ကျွန်တော်ရှင်းပြတာဖြစ်တယ်သူ့အချစ်ကိုသိပြီးမှသူ့စကားကိုနားလည်မှာဖြစ်တယ်မနေ့တိုင်းသင်ကိုနှိုးမယ်သင်ကိုတွတ်ထိမယ်မင်းကငါချစ်တာပြမယ်ကျွန်တော်အကြောင်းပြောပြမယ်ကျွန်တော်ကဥတ္တမောင်ထွန်းသားဖြစ်တယ်နော်သာသနာလောကထဲမှာကြီးပြင်းလာတယ်ဒါပေမဲ့ကျမ်းစာတွေလည်းအားလုံးကြက်ခဲ့တယ်သိခဲ့တယ်ဒါပေမဲ့လောကကြီးနဲ့ဘုရားကျောင်းနဲ့ကွာနေတာအချက်ရှိတယ်ဘုရားကျောင်းကသင်တာကဘုရားကျောင်းမှာကြံခဲ့တယ်လောကကြီးကလောကကြီးလို့ရှင်ရတယ်ဒါပေမဲ့ဒီကနေ့ဘုရားသခင်ကအဲ့လိုရှင်းစေချင်တာမဟုတ်တော့ဘူးလောကကြီးထဲမှာကိုသင်တို့ကိုတွားပြီးအဲ့ထဲမှာလင်းစေချင်တာဖြစ်တယ်အဲ့တော့အဲ့ဒီအလင်းကဒီမဲ့အဲ့ဒီအလင်းကဘယ်ကအလင်းလဲဆိုတော့ငါးစီကအလင်းဖြစ်တယ်တဲ့ဆိုတော့လူတွေကကိုယ့်ဘာသာကိုလင်းဖို့ကြိုးစားကြတယ်ကိုယ့်ဘာသာကိုလင်းဖို့ကြိုးစားကြလို့အပြင်မှာသင်တန်းနေတဲ့ဘာတွေတဲ့အကုန်နော်လောက်ရတာပေါ့အောင်မြင်အောင်လုပ်တာပေါ့ကျွန်တော်တို့ကအဲ့လိုအောင်မြင်အောင်လုပ်ခဲ့ဘူးတဲ့သူတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီအလင်းချင်းကလောကရဲ့အလင်းဖြစ်တဲ့အတွက်သူတကွက်မှာပဲလင်းတယ်ဒါပေမဲ့ဘုရားသခင်သင်ကိုထားခြင်းတဲ့အလင်းကအဲ့အလင်းမဟုတ်ဘူးသူ့ရဲ့ဘုံကိုဆောင်တဲ့အလင်းဖြစ်တယ်သူ့ဘုံကိုဆောင်နေဆိုတဲ့ကောလူမှာမရှိသောအရာနဲ့လင်းစေခြင်းတဲ့သူဖြစ်တယ်အာမင်ဆိုတော့လူမှာမပေးထားတဲ့အရာနဲ့ပဲဘုရားသခင်ကလင်းစေခြင်းတာဖြစ်တယ်ဆိုတော့လူမှာမရှိတဲ့အရာကိုသိဖို့အတွက်ကဘုရားသခင်နဲ့သိမှရမယ်ဘုရားသခင်အကြောင်းကိုသိလို့မရဘူးဘုရားသခင်ရဲ့ကျမ်းစာတွေကြက်ထားလို့မရဘူးဘုရားသခင်နဲ့ကိုယ်တိုင်သိတဲ့အချိန်မှာအဲ့ဒီကျမ်းစာတွေကအသက်ဖြစ်လာတယ်ကျမ်းစာတွေကအဲ့တော့မှအသက်ဖြစ်လာတယ်ကျမ်းစာတွေအများကြီးကျွန်တော်ကြက်ခဲ့တယ်ဖတ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီဟာအားလုံးက Sunday School မှာပဲထားခဲ့တယ်အပြင်လောကမှာအပြင်လိုသွားခဲ့တာဒါပေမဲ့ဘုရားသခင်ကဘယ်တော့မှနောက်မကြပါဘူးကျွန်တော်ကတကိုးနဲ့ပြောင်းလဲတဲ့သူပြောက်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ကဒီစကားကိုပြောတာဖြစ်တယ်ကျွန်တော်က touch နဲ့ပြောင်းလဲတဲ့သူပြောက်ဖြစ်တယ်မယုံလို့ဖြစ်တယ်တကယ်လားလို့တကယ်ပါဝိညာဉ်တော်ကအရာ alive ဖြစ်လွန်းတယ်မြင်ခြင်းမှာ prophet တွေကမြင်တာရှိတယ်ကြားတာရှိတယ် touch နဲ့ရှိတယ်ကျွန်တော်သုံးခုလုံးနဲ့ရတဲ့သူဖြစ်တယ်မြင်ပြတယ်ကြားတယ်နားတွေကအတန်ကြီးကြားတယ်နောက်ဆုံးအကျဉ်းဆုံးကတော့ personal လာကိုင်တာဖြစ်တယ် personal ကိုင်တဲ့အချိန်မှာနည်းတွေအဲ့တော့မှသိတာဖြစ်တယ်မင်းကငါအရန်ချစ်တယ်ကျွန်တော် who am I မှာပြောတဲ့စကားရှိတယ်ဘာနောက်လိုက်ခဲ့တာလဲခြေတော်ရာနောက်လိုက်တဲ့အချိန်ကအရေးကြီးဆုံးကဘယ်ခြေရာနောက်ကိုလိုက်နေရလဲလောကကြီးရဲ့ခြေရာနောက်ကိုလိုက်တာလားဖျားခြေရာနောက်ကိုလိုက်တာလားသင်ဖျားခြေရာအတန်မကြားဘဲနဲ့သင်ရှောက်လိုက်နေဖြစ်ရင်တခါလေးကြရှိလေဘုရားသခင်ကစကားပြောတဲ့စကားကိုကြားတဲ့ခါကျငါ့ကိုလည်းဘုရားသခင်စကားပြောမှာပဲလို့ထင်ပြီးတော့ဘုရားသခင်ကလည်းမပြောဆိုစိတ်ထင်တဲ့ဟိုင်းနဲ့ရှောက်နေတတ်တယ်
သင်အတန်မကြားခင်မှာသင်ကိုဝိညာဉ်ခေါင်းဆောင်ထားတယ်ဒါကြောင့်သင်အုပ်တွေထားတယ်ခေါင်းဆောင်ထားပြီးတယ်အဲ့ဒီခေါင်းဆောင်ကအတန်ကြားတဲ့သူဖြစ်တယ်သင်ကိုလိုက်ဆွဲခေါ်မဲ့သူဖြစ်တယ်ကျွန်တော်ကဘေးတောထဲမှာရှောက်သွားပြီးမြောင်းတောထဲကြပြီးဘွက်တောထဲနစ်နေတဲ့ခါကျတော့အဖေကဆူတောင်းတယ် तू လိုက်ခေါ်လို့မရဘူးလေတာကသူ့စကားနားမထောင်လေဘုရားသခင်ကသူ့ရဲ့ဆူတောင်းတန်ကိုဘယ်တော့မှလစ်လို့မရှိဘူးသူ့ရဲ့နှုတ်ကထွက်တဲ့စကားကိုလုံးဝပျက်စီးခြင်းကအခွင့်မပေးဘူးကျွန်တော်ဆရာဒီဘေးအပြင်ပြန်ခေါ်လာတာဖြစ်တယ်သူကျွန်တော်ခေါ်လာတဲ့အချိန်ကဘာကိုစမြင်လဲအဲ့ဒီဝိညာဉ်တော်ကိုစမြင်လာတာဖြစ်တယ်အဲ့ဒီအရာကိုပြခဲ့တာဖြစ်တယ်အဲ့ဒီနောက်ကနေ touch နဲ့ကျွန်တော်တို့ခေါ်လာတယ်ဆိုတော့ဒီကနေ့ကျွန်တော်ကိုဘုရားသခင်ကအရှိမအများကြီးကျွန်တော်သင်ပေးခဲ့တယ်ထောင်ထဲရောက်တဲ့အချိန်မှာညတိုင်းကျွန်တော်လာပြီးတော့ညမှာမနေ့3နာရီ4နာရီဆိုလာနှိုးပြီးအဲ့အချိန်မှာလာဖက်တာလူတယောက်လာကင်လို့ကင်တာမင်းကငါအရန်ချစ်တယ်အဲ့တော့မှခံစားမှုတဲ့အချစ်ကဘာလဲဆိုတော့ကျွန်တော်တို့လူမှမရှိတဲ့အချစ်ဖြစ်တယ်လူမှမရှိပါဘူးအဲ့ဒီအချစ်ကိုရတိသွားတဲ့အချိန်ကျမှကျွန်တော်သူ့ကိုပြန်ချစ်နိုင်တာဖြစ်တယ်အစာပိုင်းကကျွန်တော်တို့တိတဲ့အချစ်နဲ့ကျွန်တော်တို့ချစ်တယ်ဘုရားသခင်ကိုချစ်တယ်လို့ပြောတာကျွန်တော်တို့တိတဲ့အချစ်နဲ့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအချစ်တောင်သူပေးမှရတဲ့အချစ်ဖြစ်တယ်အဲ့ဒီအချစ်ကိုရပြီးတဲ့အချိန်ကစပြီးကျွန်တော်ရဲ့အခြေအနေအလုံးဟာပြောင်းလဲလာတယ်အရှိမပြောင်းလဲတော့အသက်တာအများကြီးပြောင်းလဲသွားပြီအခွန်တွေအများကြီးကျွတ်သွားပြီအခွန်တွေအများကြီးကျွတ်သွားပြီဒါပေမဲ့ပြောင်းလဲခြင်းရဲ့အနောက်ကဘုရားသခင်ကအဲ့တော့မှလှမ်းကမ်းတဲ့ light ကိုလိုက်ရပြေးဖို့လှမ်းကမ်းတဲ့လက်ဆိုတာဘုရားသခင်ကအရှိကနေလက်နဲ့ပြသွားတာဖြစ်တယ်အနောက်ကလိုက်ရတာဖြစ်တယ်အဲ့ဒီအချက်ကသင်တို့ကိုစုကျေးဇူးအလုံးရဲ့အနောက်မှာအရှိကအဲ့ဒါရှိတာဖြစ်တယ်ကောင်းပြီဒီနေ့ prophet ကြောင့်စပြောမှာဘုရားသခင်ကသူခိုင်းတဲ့ prophet တွေရှိတယ်အဲ့ဒီ prophet မှာ2မျိုးရှိတယ်တစ်မျိုးကသွားပြောခိုင်းတယ်စကားအရာသွားပြောခိုင်းတဲ့သူဖြစ်တယ်နောက်တစ်မျိုးကတော့တစ်ခုလုံးကို build လုပ်ရတဲ့သူဖြစ်တယ်ဘုရားသခင်ခေါင်းဆောင်လုပ်ခိုင်းတဲ့သူဖြစ်တယ်သူကတီဆောက်ရတဲ့သူဖြစ်တယ်ဘုရားသခင်စကားနဲ့တီဆောက်ပေးရတဲ့သူဖြစ်တယ်ဆိုတော့ဒီ2မျိုးရှိတဲ့အထဲမှာဘုရားသခင်ကလုံနိုင်စွမ်းရှိတဲ့သူတွေကိုလုံနိုင်စွမ်းရှိတဲ့သူကိုခေါ်ပြီးတော့ build လုပ်ခိုင်းတယ်ဒါကြောင့်မောရှေကိုခေါ်တဲ့အချိန်မှာဘုရားသခင်ကမောရှေကတီဆောက်နိုင်တဲ့သူဖြစ်တယ်ဆိုတော့သူ့ကိုစခေါ်တဲ့အချိန်မှာဘုရားသခင်ကမီးနဲ့ပြတယ်မင်းကငါဒါခိုင်းမယ်လို့ပြောတယ်ဘုရားသခင်တဲ့ကျွန်တော်နှုတ်အတော်သူဖြစ်တယ်နှုတ်လေးတော်သူဖြစ်တယ်သူပြောချင်တာသူစကားမပြောတတ်ဘူးပေါ့ဘုရားသခင်ခိုင်းတာသူ့နှုတ်ကိုခိုင်းမှာမဟုတ်ဘူးသူ့ကိုခိုင်းမှာသူ့အရေးအချင်းနဲ့သူ့ကိုဘုရားသခင်ကမင်းကိုငါရွေးထားတယ်အဲ့တော့မင်းဘေးနားမှာငါအာယုံထားပေးတယ်မင်းရဲ့နှုတ်အစားသူ့ကိုနှုတ်ကိုသုံးမယ်မင်းပြောတဲ့စကားကို तू ပြောနိုင်လိမ့်မယ်ဒါပေမဲ့မင်းကလုပ်ရမယ်ကိုရောတဲ့အဲ့ဒါဆိုလို့ရှိရင်လေသူ့ဝေပေးလိုက်ပါတဲ့တာဝန်ဟောတဲ့ဘုရားသခင်စိတ်ဆိုးတော့နင့်ကိုငါခိုင်းတာလေနင့်ကိုငါခိုင်းလာလေဆိုသဘောပေါက်တော့ညင်းဖို့မကြိုးစားနဲ့တော့အဲ့ဒီကြရင်သင်ဘလောက်ပြေးပြေးယောနာလိုကြိုက်တဲ့လောက်ပြေးပြန်ခေါ်ပြီးခိုင်းကိုခိုင်းတယ်အဲ့တော့လှုပ်ဆောင်ရတဲ့အချက်ပေါ်မှာprophet ကဘုရားသခင်ပြောတဲ့စကားကိုလုပ်ရတဲ့သူဖြစ်တယ်ဒီနေ့ prophet ဆိုပြီး2မျိုးရှိတယ် word of knowledge ပြောတဲ့သူရယ် word of knowledge ဆိုတာဘာဖြစ်မယ်ညာဖြစ်မယ်ဘာညာပေါ့နော်ဒါပြောတဲ့ prophet ရှိတယ်နောက် prophet ကဘုရားသခင်ခိုင်းတဲ့အလုပ်ကိုလုပ်တယ်ဘုရားသခင်ပြောခိုင်းတဲ့စကားကိုပြောတယ်ဘုရားသခင်ဖွင့်ပြတဲ့စကားကိုပြောရတဲ့သူဖြစ်တယ်ကျောင်းတော်တိုက်ကိုတိဆောက်တဲ့သူတွေအားလုံးအဲ့လိုလူတွေဖြစ်တယ်ဘုရားသခင်ခိုင်းတဲ့အလုပ်ကိုလုပ်တယ်ဘုရားသခင်သွားခိုင်းတဲ့နေရာကိုသွားရတယ်အဲ့တော့သူတို့မှာအချက်အကျရှိတယ် calling ရှိတယ်ခေါ်တဲ့အချိန်ရှိတယ်အရှိမအများကြီးပြုစုလာတယ်နော် calling မလာဘူးဒါပေမဲ့ခေါ်တဲ့အချိန်ရှိတယ်ခေါ်ပြီးလို့ရှိရင်ဘယ်နေရာကိုသွားဘယ်နေရာကိုသွား location ရှိတယ်ဘယ်သူနဲ့တွေ့ appointed ရှိတယ်ပြီးတော့မှဘယ်အချိန်ဆိုတာရှိတယ်အဲ့ဒီအချိန်မှဖြစ်တယ်ဆိုတော့ prophet ပြုချက်တစ်ခုမှာဒီနေ့
ကျမ်းကိုကြည့်လို့ရှိရင်ဒီ timeline ကိုကြည့် prophet ကျမ်းနဲ့ပြန်ချိန်ရတယ်ဘာလို့ဆို prophet ကျမ်းမှာ prophet ပြုခဲ့ချက်တွေဟာလုံးဟာပြောလိုက်တဲ့ prophet ပြုချက်ကအဲ့နေရာမှာကောင်းကင်တမန်ကသွားစောင့်နေတာဖြစ်တယ်အဲ့ဒီနေရာမှာသွားစောင့်နေတာအဲ့ဒီအချိန်ရောက်တဲ့အချိန်မှာဖြစ်လာလူတယောက်ကို prophet ပြုလိုက်တယ်မင်းဟာတနေ့မှာဘုရားသခင်ကမင်းကိုအမှုတော်ဆောင်ကြီးမားစွာအသုံးပြုမယ်ပြောလိုက်တယ်ဒီစကားကသူ့ကိုတကယ်ပြုတ်လိုက်တဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်မှာသူဒီဘုရားသခင်နဲ့တကယ်အဲ့အလုပ်ကိုလှုပ်ချင်နေတဲ့ဆန္ဒနဲ့လုပ်နေတယ်ဒါပေမဲ့စိတ်မရှိဘူး prophet ငါပြုပြီဆိုပြီးတော့ထွက်သွားပြီးသူအမှုတွေရှောက်ဆောင်တယ်သူ့ရဲ့အချိန်ကိုမရောက်သေးဘူးအဲ့ဒီအချိန်တစ်ခုကိုရောက်တော့မှဖြစ်မှာကောင်းကင်တမန်ကအဲ့ဒီစကားကိုယူသွားပြီးစောင့်နေတယ်လောကဓာတ်အားလုံးရဲ့အောက်မှာနှုတ်ကနေ prophet နှုတ်ကထွက်တဲ့စကားကတိဆောက်ခြင်းဖြစ်တယ်အဲ့စကားအနောက်ကနေမှသွားစောင့်နေတာဖြစ်တယ်ဆိုတော့အဲ့လူကအဲ့ဒီစကားနဲ့ဘုရားသခင်ပြတဲ့ခြေတော်ရဲ့နောက်ကိုဒီဇိုင်းမတ်လိုက်ပြီဆိုလို့ရှိရင်ဒီနေ့ဒီချိန်ခရစ်တော်ရဲ့နောက်ကိုဒီဇိုင်းမတ်လိုက်သွားရင် GPS မလွယ်ဘူးအဲ့နေရာရောက်လို့ရှိရင်အဲ့ဆုကျေးဇူးရကိုရမှာဖြစ်တယ်အာမင်အာမင်အဲ့တော့အဲ့ဒီအချိန်မှာပထမဆုံးသိဖို့ကကိုယ့်ကိုဘုရားသခင်ကဝိညာဉ်ကောင်းဆောင်ပဲဖြစ်ပြုတ်ပြီးဒီစကားပြောလိုက်ပြီဆိုလို့ရှိရင်သိဖို့ကကိုယ့်ကိုဘယ်နေရာမှာထားလဲသူ့အနားမှာထားသလားသူ့အနားမှာထားတယ်ဆိုရင်အဲ့ဒီအနားမှာထားတဲ့ခြေရာကိုသိဖို့လိုတယ်ဘာလို့သူကတောက်လျှောက်ဆွဲခေါ်နေတာဖြစ်တယ်လမ်းမလွဲသွားဖို့ဖြစ်တယ်သူ့စီကစုကျေးဇူးအလုံးအဲ့တပည့်ရမှာဖြစ်တယ်အေလိယကသူ့နောက်မှာလိုက်တဲ့ prophet 50ရှိတယ်အေလိရှေကသူ့နားမှာကတ်ထားတယ်အားလုံးသိရနော်ဒါဘာလို့ကတ်ထားသူမြင်ထားတယ်အေလိယစီမှာရှိတဲ့ဘုရားသခင်ရဲ့ဗိသိက်သူလိုချင်တယ်ဒီဝတ်လုံလို့ခေါ်တယ်ကျွန်တော်တို့တော့ဝတ်လုံလို့ပြောတယ်အဲ့တော့ကျန်တဲ့90ကခက်လှမ်းနေလှမ်းကြည့်နေတာသူ့ကိုဘုရားသခင်ခေါ်တော့မယ်ဆိုတဲ့အချိန်မှာကျန်တဲ့လူကခက်လှမ်းကြည့်နေတဲ့အချိန်မှာအေလိရှေကအေလိယနားမှာကတ်ထားတယ်ကတ်ထားပြီးတော့အေလိယလည်းမခေါ်ဘူးနော်မင်းနေခဲ့တော့တမျိုးရောက်လိုက်တယ်မင်းနေခဲ့ဒီမြို့မှာနေခဲ့လိုက်မနေဘူးသူပြောတဲ့စကားသိကောင်းတယ်ထာဝရဘုရားအသက်ရှင်ဒီတိုင်းကိုတော်အသက်ရှင်ဒီတိုင်းကျွန်ုပ်နဲ့ကိုတော်နဲ့မကွာရဒီနေ့သိထားဖို့ကထာဝရဘုရားအသက်ရှင်ဒီတိုင်းကိုတော်အသက်ရှင်ဒီတိုင်းကျွန်ုပ်တို့နဲ့တန်ရှင်သောဝိညာဉ်တော်မကွာရနားလဲပြီနော်မကွာရအဲ့ဒီအထဲထဲမှာအနှစ်အားလုံးရှိတယ်သူကအဲ့ဒါနဲ့လိုက်လာတာကိုတော်နဲ့ကျွန်ုပ်မကွာရဘာလို့သူလိုချင်တဲ့အဲ့ဒီဘိသိက်ကအဲ့ဒီမှာရှိနေတာမကွာရတမျိုးပြီးမျိုးသုံးမျိုးတော့မှသူ့ထားခဲ့ခိုင်းမကွာဦးနာကလည်းမင်းကဘာလို့ငါနာလောက်လိုက်နေရလဲမဟုတ်လေနဆတော့ဘိသိက်နဲ့လှုပ်ချင်လို့ဖြစ်တယ်ဆိုတော့နဆဆိုတော့အော်မင်းရာခဲတာတောင်းတာပဲတဲ့ဟာမင်းကရာခဲတာတောင်းတာပဲအေးငါနဲ့မင်းကွာသွားတော့မင်းတွေ့ရမယ်တဲ့အဲ့ဒီ moment အဲ့ဒီအချိန်အဲ့ဒီနေရာအထိပါသွားမှအဲ့ဒီအချိန်ကိုရှိနေမှအဲ့ဒီလူရဲ့အနားမှာရှိနေမှနားလည်ပြီနော်ကျန်တဲ့လူတွေခက်လှမ်းမှနေတယ်မြင်တာပဲမရဘူးလေကတ်ထားတဲ့သူပဲရတယ်ကျွန်ုပ်နဲ့မကွာရထာဝရဘုရားအသက်ရှင်သည့်တိုင်းကျွန်တော်တို့အဲ့ဒီစကားအယံခွန်ရရတယ်ထာဝရဘုရားအသက်ရှင်သည့်တိုင်းကိုတော်အသက်ရှင်သည့်တိုင်းဘာလို့လဲဆိုတော့အေလိယရဲ့အသက်ရှင်ခြင်းကဘုရားသခင်ရဲ့ဝိညာဉ်နဲ့ရှင်နေတာအဲ့ဒီကိုတော်အသက်ရှင်တာဘုရားသခင်ဝိညာဉ်ဘုရားသခင်အသက်ရှင်သည့်တိုင်းကိုတော်အသက်ရှင်သည့်တိုင်းကိုတော်နဲ့ကျွန်တော်မကွာရဘာလို့အဲ့ဒါကျွန်တော်လိုချင်တယ်ကတ်ထားသူမြင်တာအေလိယမှာရှိနေတဲ့ဝိညာဉ်ကိုလိုချင်တာဘုရားသခင်ရဲ့အသက်ရှင်ခြင်းကိုလိုချင်တာဖြစ်တယ်ငါဘုရားသခင်ရဲ့အမှုကိုသူ့ထက်နှစ်ဆငါဆောင်ရွက်မယ်သူဖြစ်တယ်အေလိယလေပွေနဲ့ခေါ်သွားတယ်အေလိယတိုက်လိုက်သွားပေါ့ဘာဖြစ်လို့သူ့ဘိုးယုံချုပ်ပေးခဲ့တာလဲ
ဝတ်ယုံချွတ်ပေးခဲ့တယ်အေလိရှေအဲ့တော့မှအဲ့ဝတ်ယုံကောက်လိုက်တယ်သူ့ရဲ့ဝတ်ယုံကိုချွတ်လိုက်တယ်နော်သူ့ဝတ်ယုံချွတ်လိုက်တယ်ကိုယ့်ရဲ့ဝတ်ယုံချွတ်ဖို့လိုတယ်နော် next level မှာသင်သိထားတဲ့အခွန်တွေအားလုံးထားပစ်ခဲ့ကျွန်တော်ပထမနေ့မှာပြောတယ် remove your cover အဲ့ဒီစကားဖြစ်တယ် remove your cover ကိုသိထားတဲ့အရာကိုသတ်မှတ်ထားတဲ့အရာငါကတော့ဘယ်နေရာကလူဖြစ်တယ်ငါကတော့ဒီလိုလူဖြစ်တယ်အသင်းတော်တွေကိုအဲ့အခွန်နဲ့ဝင်မလာနဲ့ဘုရားသခင်ငါအရှိကိုမင်းဘယ်အခွန်နဲ့မှဝင်မလာနဲ့ငါပဲအဲ့အခွန်တင်มาဖြစ်တယ်ငါအခွန်ထဲမှာမင်းဟာဘုန်းတော်ထင်ရှားခြင်းငါအခွန်မှာပဲရှိတယ် That's the power ဘုရားသခင်ကအဲ့ power ပေးခြင်းတဲ့အခါမှာကိုယ့်ရဲ့အခွန်ချွတ်ခိုင်းတာအဲ့ဒီဝိယုံသူကောက်ကင်လိုက်တယ်ယော်ဒန်မြစ်ကိုရိုက်အေလိယဝိညာဉ်ဗမာလဲအေလိယဝိညာဉ်မကွဲဘူးနော်အေလိယဝိညာဉ်ဗမာလဲထပ်ရိုက်တာကြိမ်ရိုက်တော့မှရေကွဲသွားတယ်ရေကွဲတော့မှတေးကြပြီဒီဝိယုံငါရပြီခြုံပြီးတော့ဖြတ်ချောက်သွားအေလိရှေကိုတစ်စက်မှအထင်မကြီးတဲ့ prophet 50အနာပြေးကောက်လာအဲ့တော့မှသူ့အနာကကြောက်လာကြတာအရင်တော့သူ့အထင်လည်းမကြည့်ဘူးအနာလည်းမကပ်ဘူးအေလိယတော့ခပ်ဝေးဝေးနဲ့လှမ်းပြီးအနာကနေကတ်လိုက်နေဖွဲ့တယ်သူ့နာရောက်သွားကြအမေအေလိယကိုလိုက်ရှာကြတယ်မရှာနဲ့ပါသွားပြီမဟုတ်တဲ့ပြုတ်ကြရင်ပြုတ်ကြမှာလေဘုံနဲ့ပါသွားတော့အောက်ကိုပြုတ်ကြရင်ကြမှာလိုက်ရှာမရှာနဲ့ရှာခြင်းလိုက်ရှာကြလေတဲ့ထိုင်ဆောင်ကြည့်တယ်တိပြီးသားလူတယောက်ကအေးဆေးပဲအရှိကိုမြင်ထားပြီအရှိကိုမြင်ထားတဲ့သူပရောဖက်တာပြောတာဘာအရှိမှမမြင်ဘူးအဲ့50လကားဘာမှမမြင်တဲ့ပရောဖက်တွေငါ50อ่ะပြီးတော့မှရှာမတွေ့ဘူးတဲ့ပြန်လိုက်ငါပြောတာပဲနင်တို့တဲ့ရှာမတွေ့ဘူးတဲ့ပြီးတာနဲ့တခါတည်းတကူနမိတ်တစ်ခုလှုပ်သွားတယ်ဖယားသခင်ရဲ့လူဖြစ်ဖို့ဆိုတာ remove your cover take his coverကိုအစွမ်းအစနဲ့လှုပ်ဖို့လုံးဝမစဉ်းစားနဲ့ဘုရားသခင်အရှိမတင်သည်ဘာအစွမ်းအစမှမရှိတော့သူတယောက်ဖြစ်တယ်တေအကုတ်ချုပ်ပြီးဘာမှမရှိဘူးဆိုတဲ့နေ့မှာဘုရားသခင်ကသူ့မှာအပြည့်သွန်းလောင်းမှာဖြစ်တယ်သူကအပြည့်ထည့်ပေးခြင်းနဲ့သူဖြစ်တယ်အဲ့ဒီအပြည့်ရဲ့အနောက်မှာမှစလှုပ်လို့ရတာဖြစ်တယ်သူအချိန်ရှိတယ်နေရာထိလိုက်သွားဖို့လိုတယ်ကတ်ထားဖို့လိုတယ်ဘုရားသခင်ထာဝရဘုရားအသက်ရှင်နေတိုင်းကိုတော်အသက်ရှင်နေတိုင်းကိုတော်နဲ့ကျွန်တော်မကွာရကွာသွားပြီမယ်ကိုတော်ရဲ့ဝိယုံကသူ့စီမှာပါသွားပြီဒီနေ့ဘုရားသခင်ကအဲ့ဒီဝိယုံနေနဲ့အများကြီးခိုင်းအောင်မှာဖြစ်တယ်ဒီစကားကိုနားလည်တဲ့သူတွေဝိယုံရကြပါစေတုတ်တန်29:18ကိုကြည့်အောင်တုတ်တန်29:18ရပြီလားဖတ်ကြည့်မယ်နော်ဗျာဒိတ်တော်မရှိလျင်လူတို့သည်အကျိုးနဲ့ဖြစ်ကြ၏တရားတော်ကိုစောင့်တော်သူမူကားမင်္ဂလာရှိ၏အရှိအကြောင်းကဗျာဒိတ်တော်မရှိလျင်အရှိပြမဲ့သူမရှိရင်ဘယ်လမ်းလျှောက်ရမလဲမသိဘူးဗျာဒိတ်တော်မရှိလျင်လူတို့ဒီအကျိုးနဲ့ဖြစ်ကြ၏လူတွေအကျိုးနဲ့ဖြစ်မှာဆိုလို့ဘုရားသခင်ကဗျာဒိတ်ပေးခြင်းတဲ့ခေါင်းဆောင်ကိုအဲ့ဒီဗျာဒိတ်ကိုရမှာအဲ့လူတွေအကျိုးမနှဲမှာဖြစ်တယ်တရားတော်ကိုစောင့်တော်သူမူကမင်္ဂလာရှိ၏တဲ့ပြီးခဲ့ပြီးသားရေးထားသောနှုတ်ကပတ်တော်နဲ့လက်လျှောက်ခြင်းအားလုံးမှာမင်္ဂလာရှိတယ်တဲ့ဒီနှစ်ခုလုံးမှာကိုကမင်္ဂလာနဲ့နေတစ်ခုတည်းနဲ့နေလို့မရဘူးဗျာဒိတ်ရှိမှလမ်းကိုမြင်မှာဖြစ်တယ်ခရစ်တော်ကငါကလမ်းခီးဖြစ်တယ်လို့ပြောထားတယ်ဟုတ်ပြီနော်တရားတော်ကိုစောင့်တော်သူမူကမင်္ဂလာရှိဒီနေ့မင်္ဂလာတရားတော်နဲ့ပဲနေကြရင်သင်တို့ဗျာဒိတ်ပြောက်နေလိမ့်မယ်စေဗျာဒိတ်တော်မရှိရင်လူတို့ဒီအကျိုးနဲ့ဖြစ်ကြ၏ဆိုတော့ကျွန်တော်တို့ကဗျာဒိတ်ရှိမှ
ဖြစ်မှာပေါ့ဗျာဒိတ်ကဘယ်သူကိုပေးတယ်လဲဖခင်သခင်ကသူခေါင်းဆောင်ခိုင်းတဲ့သူတွေကိုရွေးပြီးဗျာဒိတ်ပေးတယ်ဗျာဒိတ်ဒီနေ့ခေတ်မှာဘုရားသခင်ကဆက်ပေးနေတယ်တောလျာကျမ်း7:6ကိုကြည့်အောင်တောလျာကျမ်း7:6ထာဝရဘုရားကလည်းငါစကားကိုနားထောင်ကြလော့သင်တို့တွင်ပရောဖက်ရှိလျင်ငါထာဝရဘုရားသည်ထိုစု၌ထူးဆန်းသောယူပါယုံအဖြစ်ကိုပြမည်သို့မဟုတ်အိမ်မက်အဖြစ်ဗျာဒိတ်ပေးမည်အဲ့ဒီခေတ်ကာလကဘုရားသခင်ကတယောက်ထဲနဲ့လှုပ်တယ်ထူးဆန်းတဲ့ယူပါယုံပြမယ်အိမ်မက်ဗျာဒိတ်ပေးမယ်အဲ့ဒီအထင်းမှာ instruction ရှိတယ်ကျွန်တော်အနားမှာနေတဲ့သူတွေကျွန်တော်ပြောတယ်ကျန်ခဲ့2လလောက်ရှိပြီနော်ဒီနှုတ်ကပတ်တော်ကြားရင်လေသင်တို့ကိုမနဲ့နှိုးလိုက်မယ်မနှင်းကိုဘုရားသခင်ကမနဲ့နှိုးလိုက်မယ်သင်တို့ကိုစကားပြောလိုက်မယ်အခုကြားတဲ့တချို့ယုံမှာမဟုတ်တော့မယုံလဲရတယ်အရေးမကြီးဘူးသင်တို့နှိုးပြီးအဲ့တဲ့ဒီမှာတဲဟိုဆရာရှိတယ်လာပြောပြလိုက်ကျွန်တော်အဖွဲ့တွေကိုကျွန်တော်စပြောတဲ့အချိန်မှာအားလုံးဇဝေဇဝါပဲဖြစ်တယ်ပြီးတာနဲ့မနဲ့တွေနှိုးတော့တာပဲမနဲ့တိုင်းမှာနှိုးတတ်တယ်ငါစကားကိုနားထောင်ကြလောသင်တို့တွင်ပရောဖက်ရှိလင်ငါထာဝရဘုရားသည်ထိုသူ၌ထူးဆန်းသောယူပါယုံအဖြစ်ကိုပြမယ်သို့မဟုတ်အိမ်မက်အဖြစ်ဗျာဒိတ်ကိုပေးမယ်ဟေဘရဲ1ကိုကြည့်အောင်ဟေဘရဲ1ကိုကြည့်အောင်ဟေဘရဲ1က prophet line မှာအဲ့ဒီ1ကကီးပဲဖတ်ကြည့်အောင်ရှေးလွန်လေပြီးသောအခါပရောဖက်များအဖြစ်ဘိုးဘေးတို့အားအထက်ထအနီးနီးဗျာဒိတ်ပေးတော်မူသောဘုရားသခင်သည်ဤနောက်ဆုံးသောကာလအခါမိမိသားတော်အဖြစ်ငါတို့အားဗျာဒိတ်ပေးတော်မူပြီအာမင်ဟာလေလုယာသင်တို့အားလုံးဗျာဒိတ်ရမယ့်သူတွေဖြစ်တယ်အာမင်အာမင်ဒီကျမ်းတွေ့ပြီနော်ယုံလိုက်တော့နော်ကျွန်တော်ပြောတာမဟုတ်ဘူးနော်မိမိသားတော်အဖြစ်ဗျာဒိတ်ပေးတော်မူပြီကျွန်တော်ပြောတဲ့နေ့ကပြီးရောနောက်တစ်နေ့ကနေစပြီးတက်တည်ခံကြမနေ့မှနှိုးတယ်မနေ့ပြောမနေမနေ့မထချင်တဲ့အဖွဲတွေအားလုံးကိုနှိုးချင်အရာအိတ်တဲ့အဖွဲတွေကိုပြောတယ်အရာအိတ်တဲ့အဖွဲတွေအိတ်မရတော့မနေ့ကြီးမှဓာတ်ကြီးဆိုနှိုးလာကြတယ်ဆရာမနေ့ကိုနှိုးပြီးဆရာစကားတွေပြောပြီးဆရာအာမင်ဟာလေလုယာသင်တို့ကိုဘုရားသခင်ကစတဲ့အသုံးပြုပြီးဖြစ်တယ်ဒီနေ့ဒီအချိန်ဘုရားသခင်ကသင်တို့ကိုဗျာဒိတ်နဲ့အလုပ်လုပ်မှာဖြစ်တယ်ဗျာဒိတ်နဲ့အလုပ်လုပ်မှာဖြစ်တယ်တရားတော်ကိုလိုက်လျှောက်တဲ့ခါမှာဗျာဒိတ်နဲ့ဆက်လျှောက်မဲ့သူတွေဖြစ်တယ်အဲ့ဒီမှာအသက်ရှိတာဖြစ်တယ်ဆာလ50ကိုကြည့်အောင်ကျွန်တော်တစ်ချက်ချင်းပြောသွားမယ်နော်ဆာလ51ဖတ်ကြည့်အောင်တကိုးကြီးသောဘုရားသခင်ဒီဟုသောထာဝရဘုရားသည်ဗျာဒိတ်ပေးတော်မူ၏နေထွက်ရမှသည်နေဝင်ရတိုင်အောင်မြေကြီးကိုခေါ်တော်မူ၏မနေ့ကလေးကခေါ်နေတာတဲ့ညနေတွင်တဲ့အထိခေါ်နေတာတဲ့နင်တို့တွေမကြားကြတာတဲ့ခရစ်တော်အဖြစ်သင်တို့ကြားပြီးဖြစ်တယ်အာမင်ခရစ်တော်အဖြစ်သင်တို့ကြားပြီးဖြစ်တယ်နေထွက်ရတဲ့ကခေါ်တာတဲ့ကွာနေဝင်ရတိုင်အောင်မြေကြီးကိုခေါ်နေတာတဲ့အဲ့ဒီအထဲထဲမှာသင်တို့အတွက်ဗျာဒိတ်တွေရှိတယ် instruction ရှိတယ် recenter အဲ့မှာရှိတယ်ခုနကျွန်တော်ပြောတဲ့ prophet ပြုခြင်းစကားပြည့်စုံမှု recenter ကအဲ့မှာရှိတယ်အဲ့ဒီလမ်းတိုင်းလိုက်သွားတာဖြစ်တယ်အဲ့နေရာရောက်ရင်ဖြစ်ကိုဖြစ်တယ်ကျွန်တော်တို့ prophet ပြုခံရတဲ့အချိန်နဲ့ကျွန်တော်ကိုဘုရားသခင်ခေါ်တဲ့အချိန်နဲ့က10နှစ်ကြာတယ်10နှစ်ကြာတယ်
အချိန်မှာကျွန်တော်ကိုကင်ဖမ်းတယ်သင်တယ်ချစ်တာပြတယ်မျက်မှောက်တော်ပြတယ်မျက်မှောက်တော်ထဲမှာပျော်တယ်ပျော်မွေ့တယ်ရှိတာတွေအကုန်ပြစ်ပြီးလိုက်သွားတယ်မျက်မှောက်တော်မြင်လေအကုန်ပြစ်ခဲ့တာပြီးရောအေးရောအကုန်ပြစ်ခဲ့တာကျွန်တော်ဘာလို့ဆိုအဲ့မျက်မှောက်တော်ကျွန်တော်တခါမမြင်ဘူးလေတခါမခံစားဘူးလေဘာမှမရဘူးလေလောကပျော်စရာအားလုံးကပျော်သွားလို့ရှိရင်ခဏနေလို့ရှိရင်ဟင်းအောက်တွေဖြစ်ကုန်တာလေအဲ့ဒီရမဟင်းအောက်ဘူးအဲ့ဒါနောက်နေ့ကစပြီးအိုးပို့ပြီးလိုချင်နေတာဖြစ်တယ်ဟဲ့အဲ့ဒီဝမ်းမြောက်ခြင်းကအိုးနေတိုင်းဆာငတ်တာဖြစ်တယ်အချိန်တိုင်းဆာငတ်နေတာဖြစ်တယ်ဘယ်ဝမ်းမြောက်ခြင်းနဲ့မှမတူဘူးအဲ့လောက်ကောင်းတဲ့အရာသာကွာမခံစားဘူးကွာလိုက်ပြီကွာလိုက်ပြီကွာလိုက်တာအမီးပဲရှိသေးတယ်အဲ့ဒါအမီးပဲရှိသေးတယ်အေးတစ်ချက်ပြီးတစ်ချက်ခေါ်တာအဲ့တော့မှဖားကင်လိုက်ပြီဟာတကယ်ပါလားဆိုတာမျက်မှောက်တော်ဆိုတာအဲ့ထဲမှာအရသာခံစားပြီးနေနေတာ touch တစ်ချက်ပြလိုက်တာနဲ့ box ဆိုတစ်ချက်ပြလိုက်တာနဲ့အေးဆိုလန့်သွားတာတခါတည်းကင်လိုက်တဲ့အချိန်ဆိုပြီးတော့မှယူပါယုံကြီးမြင်တဲ့အချိန်မှာအဲ့လိုဖြစ်သွားဘာဖြစ်လို့ဘုရားသခင်ယူပါဗျာဒိတ်ယူပါအောင်ပြရလဲသိလားပြောပြမယ်တင်းတို့အခက်အခဲကြုံလို့ရှိရင်လေတင်းတို့ကြက်ထားတဲ့ကျမ်းစာတွေအားလုံးလစ်သွားတယ်ယုံကြည်ခြင်းရှိပါစုတောင်းရင်ရတယ်အကုန်လစ်ပြောပြမယ်ဆရာဒေးဗစ်နဲ့ကျွန်တော်တို့နှစ်ယောက် vacation ထွက်သွားကြတော့အထဲထဲလိုက်တဲ့အချိန်မှာကျွန်တော်တို့ကတခါတည်းပိတ်ထားလိုက်တာကိုဗစ်တွေဆိုတော့ဘာဖြစ်သွားမှန်းတော့မသိလဲဘရိုးဆိုတခါတည်းအထဲပါသွားတဲ့အချိန်မှာအကုန်လစ်သွားတယ်ကွာပြောရရင်နောက်ဆုံးလေငါတို့တွေဟုတ်ကောဟုတ်ရဲ့လားခေါ်နေတာလဲអော်နေတာပဲអော်လီနစ်လေဘုရားခင်ကဲပါអော်နေနဲ့နစ်နေသွားတယ်အမတန်မှောင်မိုက်တော့နေရာဒီရောက်ပါတယ်ဒါပေမဲ့ပြောပြမယ်နော်အေလိယထွက်ပြေးရတယ်အေလိယကိုလိုက်တတ်တော့ထွက်ပြေးရတယ်ဘုရားသခင်ကသွားသူသွားអော်တယ်လေမိုးမရွာဘူးနှင်းမကြဘူးမိုးကောင်ရေရှားမယ်អော်ထည့်လိုက်တယ် prophet နှုတ်ကអော်ပြီးတော့ဘုရားသခင်နင်ပြေးတော့နင်អော်တာနဲ့ဟိုကဖြစ်ပြီးတယောက်တည်းချောင်းမင်းသားသွားနေနေရကြီးအားသူ့အသားနဲ့မုံနဲ့လာပေးပြီးချောင်းရည်တောက်ပြီးနေနေရတယ်အဲ့ဒါအရေးကြီးဆုံးချိန်ဖြစ်တယ်တင်တို့ဘုရားမှာလေတယောက်တည်း isolate ဖြစ်သွားရင်ကျေးဇူးတော်ကြီးမွန်းတော့အေးအဲ့ဒီအချိန်မှာဘုရားသခင်စကားပြောပြီးဖြစ်တယ်အေးအဲ့ဒီအချိန်မှာစပြီးတိုးထီပြီးဖြစ်တယ်ဒါကြောင့်တစ်ခါလေကျရင်ငါကတော့ဆုံးရှုံးတဲ့လူတယောက်ဖြစ်တယ်ငါကိုကဲမဲ့သူမရှိတော့ဘူးတကယ်ပဲလေကိုပိုင်ဆိုင်မှုဆိုတာလူသေသွားတယ်လို့ပဲဘဝမှာသေသွားတယ်လို့ပဲကိုသားသမီးတောင်ကိုတွေးလို့မရတော့ဘူးကိုနဲ့ပိုင်ဆိုင်မှုအားလုံးကိုနဲ့လုံးဝမဆိုင်တော့ကဘာကြီးလုံးဝချာအဲ့ထဲမှာကဘာထဲမှာနောက်ကဘာအသေးလေးတွေမှာထားပြီးကို isolate တိုက်ပိတ်တဲ့ထဲထဲထားလိုက်တာဆိုတော့အဲ့အထဲထဲမှာတင်ဘယ်သူနဲ့ပြောစရာရှိလဲအေးနင်အားကိုးစရာလူကုန်ပြီမလားလုံနိုင်တဲ့အစွမ်းကုန်ပြီမလားဘာမှလည်းမပါလာတော့ဘူးမလားတကယ်လည်းပါမလာတော့ဘူးလေအကုန်သိမ်းသွားပြီလို့စားကြတော့မပါတော့ဘူးပြီးရောအေးရောအဲ့ဒီအချိန်မှာဘုရားသခင်ကငါမင်းနဲ့တူတူရှိတယ်ငါမင်းနဲ့တူတူရှိတယ် touch အဲ့ဒီ touch အဲ့တော့မှမနဲ့အစိုးရလာဖက်တာဘာမှမပြောလာဖက်တယ် touch အဲ့ဒီ touch အဲ့တော့မှကိုတော့ကျွန်တော်အရန်ချစ်တယ်ကိုတော့ကျွန်တော်အရန်ချစ်တယ်အဲ့ဒီအထဲကစကားတွေကသူ့ရဲ့ touch ရသွားတဲ့နေရာစပြီးကျမ်းစာဖတ်ရင်အဲ့ဒီကျမ်းစာကကျမ်းစာမဟုတ်တော့ဘူးအဲ့ဒီຢာကနှုတ်ကပတ်တော်ဖြစ်သွားပြီတဲ့အတွက်အသက်ဖြစ်သွားပြီအသက်ကအဲ့မှာရှိတယ်အဲ့မှာကျွန်တော်ဘာသဘောပေါက်သွားလဲဆိုတော့အော်ကျမ်းစာဆိုတာရေးထားတဲ့ຢာကယတနာတိုင်းမြေပုံမှာတစ်ချမ်းပဲပါတယ်ဖြဲပြီးကျမ်းစာတွေမှာထည့်ပြီးနောက်တစ်ချမ်းကတန်ရှင်းသောဝိညာဉ်တော်ဥပိ္ပဇေဆရာသိမ့်ထားတယ်အဲ့နှစ်ချမ်းဆက်လိုက်မှယတနာကိုတွေ့တာဗျာဒိတ်တော်မရှိရင်အကျိုးနေတယ်အဲ့ဒီနေရာမှာရှိတာဖြစ်တယ်ကျွန်တော်အဲ့မှာသဘောပေါက်သွားတယ်ကျွန်တော်တို့အဲ့ဒီအခန်းကဘေးလူတွေကြည့်ရင်တော့ကြက်တွေတစ်စက်မှမရှိတဲ့နေရာအပြင်ကလူတွေကြည့်ရင်တော့တစ်စက်မှကြက်တွေမရှိတဲ့နေရာ
မင်္ဂလာမရှိသောနေရာဒါပေမဲ့ကျွန်တော်တို့ဆရာဒေးဗစ်တို့မနဲ့မိုးလင်းတာလေမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဒီကောင်တွေကဘာကောင်တွေလဲတစ်စက်မှမင်္ဂလာမရှိတဲ့နေရာမှာမင်္ဂလာပါတွေလာပြောနေဘယ်သူမှမင်္ဂလာပါမလုပ်ဆက်ဘူးမင်္ဂလာမရှိတဲ့နေရာမလို့ဒါပေမဲ့စပြီးတော့မင်္ဂလာပါစရအကုန်ကြီးပြတယ်ဆရာလေသူကြီးအရင်ချစ်ဆရာကောင်းတယ်လေနော်ဆရာဒေးဗစ်ကြီးကချစ်ဆရာကောင်းတယ်ကျွန်တော်သူ့ဆရာခိုးထားတယ်အဲ့ဒါကျွန်တော်တို့အစအသိမပြုံးတတ်ဘူးလူတွေဒါပေမဲ့ဆရာဒေးဗစ်အဲ့ဒီကြီးပြအရင်ချစ်ဆရာကောင်းတယ်ကျွန်တော်သူ့ဆရာလိုက်ခိုးထားတယ်ကျွန်တော်ကောင်းတဲ့ဟာကိုခိုးနော်သူလူတွေကိုချစ်တတ်တာတို့နော်လူတွေနဲ့ပေါင်းတဲ့ဆက်ဆံသူအရန်အဲ့ဒါတော်တယ်အခါကျကျွန်တော်လည်းရတော့လိုက်ခိုးတာပေါ့နော်တတ်နိုင်သလားပေါ့မင်္ဂလာပါဘာဖြစ်သွားဆိုတထောင်လုံးအားလုံးမင်္ဂလာပါနှုတ်ဆက်သွားကြတယ်အားလုံးတွေ့တယ်မင်္ဂလာပါဟိုလူစိုးဖွဲ့တွေလေအရန်ခင်နေနော်လောဆုံးသွားရလေနော်ဆရာကြီးလေနော်ခင်နေနော်အထဲမှာသူကိုနိုင်ကဘာပြောလဲဆိုတော့မင်းတို့ကောင်နေတဲ့ကွာငါဆိုးကျင်တာတော့ဆိုးမရဘူးတဲ့ဘာဖြစ်လို့ဆိုတော့အားလုံးကဖျားသခင်ရဲ့လူဖျားသခင်ရဲ့လူဖျားလူရဲ့နှုတ်ကနေပြီးတော့ထွက်သွားတဲ့စကားကမင်္ဂလာပါလို့ထွက်သွားတာ ਨੇ အဲ့ဒီမင်္ဂလာပါတစ်ခေါင်လုံးကိုအဲ့ဒီသူတွေအကုန်လုံးမင်္ဂလာဖြစ်စေတယ်ဒါကြောင့်သင်တို့ရဲ့နှုတ်ကအဲ့ဒီနှုတ်နဲ့ပြည့်စုံတဲ့သူတွေဖြစ်တယ်သင်တို့နှုတ်ကမင်္ဂလာစကားကထိုကဲ့သို့ပြည့်စုံတာဖြစ်တယ်တစ်စက်မှမင်္ဂလာမရှိတဲ့နေရာဖြစ်ပေမဲ့မင်္ဂလာရှိသောသူတွေရောက်သွားတဲ့အခါမှာအဲ့ဒီမင်္ဂလာဟာအဲ့ဒီတစ်ခုလုံးကိုလွှမ်းသွားတယ်မနဲ့မိုးလင်းတာနဲ့မင်္ဂလာပါမင်္ဂလာပါတာယာသွားတယ်ဖျားလူရောက်တဲ့နေရာတာရတယ်ပြောရင်ကြိုက်မှာမဟုတ်ဘူးအထင်ကလူမိုက်တွေကကျွန်တော်တို့ကြည့်တယ်ပြီးမှပြန်ပြောကြတာပါသူတို့လည်းထွက်လာမှပြောတော့ကြည့်နေတာတဲ့ကျွန်တော်တို့ကတဲ့ခလေးတွေကထောင်ကြနေကြတာသူတို့ထောင်နဲ့ဝင်လိုက်ထွက်လိုက်လေနော်အသက်10နှစ်လောက်တည်းကသူတို့ဝင်ထွက်လုပ်နေကြတယ်ဒါပေမဲ့တဲ့ကျွန်တော်တို့တော့အသားမကြဘူးတဲ့ဒီဆရာတွေကအသားဘယ်လိုလုပ်ကြတယ်အေးစီထားလိုက်ပြန်ဝင်ဆိုလို့ဝင်လိုက်ကြတယ်ကျွန်တော်တို့အရှိမအကြာကြီးမထွက်ရပါဘူးเนาะနောက်တော့လမ်းလေးနည်းနည်းပါးရှောက်ပါတွေ့တဲ့အချိန်မှာလမ်းလေးရှောက်စကားလေးပြောပြီးကိုယ်ထဲပြန်ထည့်အညောင်းမိမှာဆိုလို့လမ်းရှောက်ခိုင်းဒါပေမဲ့တွေ့မင်္ဂလာပါပြုံးကြတယ်မင်္ဂလာမရှိပေမဲ့သင်တို့ကမင်္ဂလာရှိတဲ့ဘုရားသခင်နဲ့ရှိနေတာဖြစ်တယ်ဝမ်းမြောက်ခြင်းဆိုတာအဲ့ဒါကိုပြောတာဖြစ်တယ်မျော်လင့်သောအရာရှိတယ်ငါတို့ပြန်မယ်ငါတို့အိမ်ပြန်မယ်ငါတို့မသေးရဘူးဘုရားသခင်ရဲ့အမှုကိုဆောင်ရွက်ရအောင်မယ်ဝမ်းမြောက်ခြင်းကသူ့စီမှာရှိတယ်ဒါကြောင့်ဝမ်းမြောက်စရာအကြောင်းစုံလင်စေဖို့ငါ့ကိုဘိသိက်ပေးထားတယ်တဲ့ဆိုဒီနေ့ခရစ်တော်ကိုရတဲ့သူတွေအားလုံးကအဲ့ဒီဘိသိက်နဲ့ပြည့်စုံတဲ့သူတွေဖြစ်တယ်အဲ့ဒီဘိသိက်ကသင်တို့ထဲကစီးထွက်နေတာဖြစ်တယ်ဆိုတော့သင်တို့ပြောတဲ့စကားတိုင်းကအဲ့ဒီဘိသိက်နဲ့ပြည့်နေတဲ့အတွက်အဲ့ဒီဝမ်းမြောက်ခြင်းကကူးဆက်တာဖြစ်တယ်ဒီနေ့သင်တို့ကအသက်နဲ့ပြည့်စုံတဲ့သူတွေဖြစ်တယ်အသက်နဲ့ပြည့်စုံတဲ့သူခရစ်တော်ရဲ့အသက်ကိုရထားတဲ့သူအသက်ရှင်သောခရစ်တော်ကိုရထားတဲ့သူတွေဖြစ်တဲ့အတွက်သင်တို့ရဲ့နှုတ်ကထွက်တဲ့စကားအသက်စကားဖြစ်တယ်အဲ့ဒီအသက်စကားကိုပြောလိုက်တိုင်းမှာအသက်နှုတ်ကထွက်သွားတဲ့အတွက်ကြားတဲ့သူတိုင်းအတွက်အသက်စကားဖြစ်တယ်ကျွန်တော်တို့ထွက်လာတော့ပြောတယ်မင်္ဂလာတွေတွားပြီတဲ့ဆရာကြီးကပြောတာမင်္ဂလာတွေတွားပြီတဲ့အဲ့ဒီဟိုလူမိုက်ကောင်းတော့ဘာပြောလဲဆိုဆရာဒီဘေကိုဟဲ့မင်းမြန်သွားတော့ငါငုံမိလိမ့်မယ်ကွာတနှုတ်ဆက်တယ်ကိုကျော်ကြီးသွားတော့မယ်နော်ဟဲ့မြန်သွားငါငုံမိလိမ့်မယ်အဲဒီလိုမျိုးလူတယောက်ကိုရန်လိုဖို့ကြည့်တဲ့သူတယောက်တော့ဖျားလူကိုတွေ့ရင်ချစ်သွားတယ်ဖျားသခင်ရဲ့ချစ်ချင်းမြတ်တာဖြစ်တယ်သင်တို့ဟာလောကရဲ့အလင်းဖြစ်တယ်လောကရဲ့စားဖြစ်တယ်ဖျားသခင်ကိုတိမှသူအသက်ရနဲ့ပြည့်စုံတာဖြစ်တယ်ဟေရှာ54ကိုကြည့်အောင်ဟေရှာ54ဖတ်ကြည့်အောင်ငါသည်ပင်ပန်းသောသူအားမဆခြင်းဟာ
စကားပြောတတ်မည်အကြောင်းအရှင်ထာဝရဘုရားသည်လူဓာတ်၏နှုတ်တတ္တိကိုငါကိုပေးတော်မူ၏နာနဲ့အစဉ်တိုင်းငါကိုနှိုးတော်မူ၏စာသင်သောသူကဲ့သို့နားထောင်စေမည်အကြောင်းငါနာကိုနှိုးဆော်တော်မူ၏အာမင်ငါသည်ပင်ပန်းသောသူအားမဆခြင်းဟာလောကကြီးကပင်ပန်းနေပြီလူတိုင်းဟာပင်ပန်းနေကြတယ်ဝန်လေးပင်ပန်းသောသူပေါင်းငါထံသို့လာငါသည်ချမ်းသာပေးမယ်ဆိုတော့အဲ့ဒီနှုတ်ကပတ်တော်ကဒီဟာကဒီကခီးဖြစ်တယ်ခရစ်တော်ကိုရတဲ့သူတွေကအဲ့တာဝန်ကိုထမ်းဆောင်ရတဲ့သူတွေဖြစ်တယ်အဲ့ဒီခါမှာတင့်ကိုမနေ့တိုင်းငါနှိုးမယ်တဲ့မင်းကိုနှုတ်တတ်တိပေးဖို့တဲ့မနေ့တိုင်းငါနှိုးပြီးမင်းကိုငါသင်မယ်စာသင်သားတယောက်ကဲ့သို့သင်မယ်တဲ့မင်းရဲ့နားကိုနှိုးဆော်မယ်တဲ့အဲ့ဒါတင့်ကိုစခိုင်းပြီဖြစ်တယ်သူပြောခိုင်းတဲ့စကားကိုပြောရပြီဖြစ်တယ်သူ့ရဲ့နှုတ်နဲ့ပြောရတာဖြစ်တယ်အဲ့တော့ဘုရားသခင်ပြောခိုင်းတဲ့စကားကို exactly ပြောရတာဖြစ်တယ်ဒီလိုသွားပြောဆိုဘာမှမသိဘူးပြောရတယ်နားမလည်ဘူးပြောပြမယ်အမေရိကမှာကျွန်တော်အနောက်မှာဆက်ကိုင်းတယ်ဆရာဒေးဗစ်ကစင်းပေါ်တရားဟောသူအမြဲလုပ်တယ်ဟောနေနေသူကလေရက်သွားပြီးသွားရင်လေဆရာဝေးစီမစကားရှိတယ်လာခဲ့ဆိုဟင်းဘာလည်းမရှိပဲနဲ့ပြောပြမယ်နော်ကြုံမယ်နော်နောက်ကိုပရိုဖက်တွေပေါ်လာဟဲဆိုကိုလည်းဦးရောင်နဲ့တွားတော့ရှေ့တော့ပြောပြမယ်နော်အဲ့ဒါတကယ်တော့ very strange တော့အဲ့ဒါမျိုးကစင်မော်လဲရောက်လဲရောက်မှာဒုံးဆိုပြီးတော့အဲ့ဒီရှေ့မှာဆရာတယောက်ထိုင်တယ်လူတယောက်အသက်ကြီးကြီးတယောက်ထိုင်တော့ပြောလိုက်တဲ့မင်းသိထားတာတွေအားလုံးမေ့လိုက်မင်းကငါစကားပြောနေတာဒါပဲကျွန်တော်မသိဘူးသူ့ကိုမသိတော့ကျွန်တော်နားသွားပြီးတော့ဘုရားသခင်ပြောတယ်ဆရာသိထားတတ်ထားသမျှအားလုံးမေ့လိုက်တော့ဆရာကိုဘုရားသခင်စကားပြောနေသူချက်ချုံဝင်ခါငိုချုံဝဲချငိုကျွန်တော်လည်းမသိဘူးအဲ့ပြီးလဲပြီးရောအကုန်လုံးလည်းဘေးနားမှာလာဝိုင်းတာပေါ့အဲ့ချိန်မှာကျွန်တော်မျက်စိနဲ့မြင်လိုက်တယ်ဂျေမီတယောက်စင်ပေါ်မှာအင်္ဂလိပ်လိုဟောတယ်ဂျေမီနေတရားဟောမှာနေအင်္ဂလိပ်လိုဟောမှာနေတနေ့နေဟာတရားဟောတဲ့သူကြောက်ဖြစ်မယ်နေအင်္ဂလိပ်လိုဟောမယ်ဒီနေ့ဂျေမီတရားဟောနေပြီပြီးတော့မှကွာထမင်းကျွေးတော့မှအာနာလိုက်တာကွာအဲ့ဆရာကြီးကလေအရန်ကျန်းတော်ကြောင့်မှ PhD တွေဘာတွေရထားတဲ့ဆရာကြီးကြောင့်အဲ့ဆရာအာနာကြကောင်းလဲကွာဆရာရဲ့ sorry ပါ तू ကလေမဟုတ်ဘူးအရန်ကျေးဇူးတင်တယ်ဒီစကားကကျွန်တော်အတွက်ဖြစ်တယ်ဘာလို့ကျွန်တော်ကအရန်လေ့လာပြီးတော့သိချင်တာတွေအားလုံးကိုလေ့လာနေပြီမဲ့ဘုရားသခင်ရဲ့ဗျာဒိတ်ကိုမတောင်းတမိဘူးခေါင်းထဲမှာ information တွေအများကြီးပြည့်နေတယ်သူ့ရဲ့ cover ကသူ့ရဲ့တတ်ချင်းဖြစ်တယ်သူလည်းစူးစမ်းပြီးတော့အမှုတော်ဆောင်ရွက်နေတာစိတ်နှလုံးကောင်းတယ်နော်စိတ်နှလုံးကောင်းသားတယ်ဘုရားသခင်ကပြီးနောက်မကြပါဘူးသွားပြောဆိုတဲ့အချိန်မှာပြောရတယ်ပြောလိုက်တဲ့ဟာနဲ့ပြီးတော့မှ तू လာပြီးကျွန်တော်ဘေးနားမှာပဲထိုင်တယ်အရန်ကျေးဇူးတင်တဲ့ဆရာဝေးတယ်ကျွန်တော်ဒီစကားသိပြီဆရာအားနာလိုက်တာကျွန်တော်မသိဘူးနော်ပြောခိုင်းလို့ပြောတာနော်အားနာဆရာကြီးလေနော်အားနာဆရာကြီးစားပြန်ကြည့်ကိုကဖွစုလူလေဘာမှဟုတ်တာမဟုတ်တော့ဆရာကြီးလေနော်ဒါပေမဲ့ဘုရားသခင်ပြောခိုင်းလို့ရှိရင်ပြောတာပြောပါအဲ့စကားရဲ့အနောက်ကဘုရားသခင်ဆက်လုပ်မှာဖြစ်တယ်တနေရာမှာကျွန်တော် drum တီးတာအဲ့တော့ဆရာနောက်မှာ drum လိုက်တီးနေတော့တီးဝိုင်းမရှိသေးဘူးချက်ပဲရှိတယ်ချက်နဲ့တမှုနဲ့နှစ်ယောက်ပဲပါတယ်ပေါ်ကြီးက bass တီးတယ်တီးဝိုင်းမရှိဘူးအဲ့နဲ့အဲ့မှာကျွန်တော်တီးပေးနေချိန်အန်ဂျင်တလို့ပဲမူဆဲမှာအန်ဂျင်တလို့ဖြစ်တယ်ဘာစကားလာလဲဆိုရေဒီခေါ်မျိုးပြုတ်ပြီဘာလဲမသိဘူးဒါပေမဲ့မပြောလို့မရတီးနေနေတော့ဝင်းကျွန်တော်စီဆက်တီးလို့မရဘူးလေလူကလေတုံနေပြလို့ဖြစ်တယ်လေနော်တုံနေဖြစ်ပါလိဖြစ်နေပေါ့ဆိုတော့ကျွန်တော်မလုံးလှမ်းခေါ်တယ်ကိုမျိုးကြီးအမျိုးသမီးလေမလုံးကိုကျွန်တော်လှမ်းခေါ်တယ်မလုံးလောင်းဆိုမလုံးကလည်းတီးတယ်ကျွန်တော်မြင်သူတီးတယ်ပြေးလာဆရာဝေပါလဲတဲ့ဆရာကိုပြောလိုက်ဘာလဲတော့မသိဘူးရေဒီခေါ်မျိုးပြုတ်ပြီဒါပဲစဉ်းစားကြည့်ဆရာလဲကြားပြီဆရာလဲဘာလဲမသိဘူးဒါပေမဲ့ဝင်းချင်းအကင်းပါတဲ့ဆရာတွေကကောင်းကောင်းသိတယ်စာရနိုင်ငံပြုတ်ပြီအဲ့ဒီညမှာဆရာဘာမှမလုပ်တော့အဲ့ဒီမှာရှိတဲ့အမှုတော်တောင်းတွေအကုန်ခေါ်ပြီးအားလုံးလက်ကိုအရှိမထားခိုင်းတယ်ပြီးတော့ ਨੇ အဲ့အထဲကိုဆူတောင်းပြီးတော့ ਨੇ
နောက်ကပရိသတ်အကုန်ဖြတ်ခိုင်းတာဖြတ်ခိုင်းတဲ့အချိန်မှာလေကျွန်တော်တစ်သက်မှာအဲ့လောက်အုပ်လိုက်လဲတာတခါမှမတွေ့ဘူးလူတွေကဒီလိုတစ်ချက်ရမ်းလိုက်အိုးဆိုကုန်လဲသွားပြီအဲ့အရှိကိုဖြတ်တဲ့အချိန်မှာတဖုံးနဲ့လဲတဲ့ခါကျတော့ပါတဲ့အာရှယ်အဖွဲ့ကအဲ့ဒီလူတွေကိုချရင်နဲ့အောက်မှာပုံနေတဲ့လူတွေကဆရာဒေးဗစ်ကဘာမလို့ကျွန်တော်နဲ့လာပြီး base လာတီးတယ်ဘေးနားမှာထိုင်ပြီးတော့ဟိုဆရာတွေကရေးလဲဆွဲကြတာရေးလဲဆွဲအဲ့ဒီနေ့ကကျွန်တော်တီးတဲ့ power ကဒီနေ့ထိကျွန်တော်တို့အရန်အံ့ဩစရာကောင်းတယ်ကျွန်တော်တို့ heavy metal တီးတဲ့အချိန်မှာ full power တီးတာရှိတယ် full power နဲ့တီးတာအဲ့ဒီ full power ကျွန်တော်တို့အများဆုံးတီးနိုင်10မိနစ်ပဲဟောဆိုဟိုဒါ stroke တွေတအားပြင်းတယ်သူကအဲ့ဒီဟာနဲ့ကျွန်တော်2နာရီကျော်တယ်တီးတာအဲ့ဒီအချိန်စီးနေတယ်မတူဘူးအဲ့ဒီ power နဲ့အဲ့ဒီလိုမျိုးကြွေးကြော်တဲ့ဟာ is fightရှာလဲအော်ရှောက်ရေးလဲတော့ရသူလည်းဘေးနားမှာလာထိုင်ပြီးတော့ base လာတီးနေတော့ easy ပဲတရားလည်းမဟုတ်တော့ဘာမှမလုပ်တော့ကျန်တဲ့ဆရာတွေလောက်ကြပြီးမှတီးတယ်ဘေးနားမှာနတ်ဆိုးရွာတွေရှိတယ်စုံးမ9ယောက်လာပြီးပညာစမ်းတယ်နော်ပြောပြမယ်စုံးမ9ယောက်ပညာလာစမ်းတယ်ထွက်ပြေးသွားတယ်အားလုံးအော်နေတဲ့ချိန်မှာဖမ်းပြီးတော့သူ့ကိုဖမ်းပြီးတော့ခေါ်လာတာအမေယုံပြီးထွက်ပြေးသွားပြီခြံစည်းကိုခုန်ပြီးထွက်ပြေးသွားတယ်ဘုရားကျောင်းတောင်ထိပ်မှာရှိတယ်တောင်အောင်ထဲပြုတ်ကြသွားတာတေးပြီးအောင်မေးလို့အားလုံးလက်နေတမီးနဲ့တောင်ညက်ဇောက်ကြီးဗျလိုက်နေပြီနော်ဟာလူပြုတ်ကြသွားလို့တဲ့ခြံစည်းက9ပေလောက်ရှိတယ်ဘတ်ပေါ်ရမ်းတာဟိုလို့ခုန်ပြီးကြော်ပြီးဟိုဘက်ကိုဆင်းသွားတယ်လက်နေတမီးလိုက်ထိုးပြီးရှာကြတယ်မတွေ့တော့ခဏနေတော့ဖုန်းဆက်ကြည့်တော့ရွာပြန်ရောက်နေတယ်အေးစေးနော်ဒါပေမဲ့ဘုရားသခင်ရဲ့အဝန်းဝိုင်းနဲ့ဝင်လာလို့မရဘူးစားလို့မရဘူးသင်တို့မှာအဲ့တကူရှိနေတာဖြစ်တယ်အားလုံးရဲ့အထက်မှာရှိနေတာဖြစ်တယ်စာရန်နိုင်ငံပြို့တယ်ဆိုတော့အဲ့ဒါကိုပြောတာအာမင်ဒါကြောင့်ဒီနေ့ဧဝံဂေလိပြောတယ်ဆိုတာကျွန်တော်အဖွဲ့ဒီဧဝံဂေလိအရန်လုပ်တယ်ကျွန်တော်ပြောတယ်ဧဝံဂေလိလုပ်တယ်ဆိုတာတည်င်းစကားတော့ပြောတာမဟုတ်ဘူးလို့စာရန်လက်ထဲကလှုပ်တာဖြစ်တယ်စာရန်လက်ထဲကလှုပ်တာဖြစ်တယ်လို့ဒီတည်နေတဲ့အေလိရှဲရဲ့ကသူ့ကလေးကြတော့သူ့ရဲ့ဝတ်ရုံသူဘယ်သူမှမပေးမတော့အေလိရှဲကမပေးသွားတော့သူ့ရဲ့ဝတ်ရုံကသူ့အယိုးမှရှိနေသူကအဲ့တော့ तू ကတောင်အောင်မှာသူ့အယိုးကဒီတိုင်းရှိနေတာ तू တေသွားပြီအယိုးတော့မကျသွားပြီဒါပေမဲ့အဲ့ဒီဝတ်ရုံတကူကသူ့မှာရှိနေဒါကြောင့်မလို့ဟိုမှာစစ်သားနှစ်ယောက်ကလူတွေကင်ပြီးလာကြနော်လာလဲဟိုကတက်ကဟိုဘက်ကရန်သူတက်ကတက်လာတော့ဟိုကောင်လေးကြောက်ပြီးအဲ့အလောင်းကြီးပြစ်ချပြီးထွက်ပြေးသွားတော့အလောင်းကတုံအောက်ကပြုတ်ကြပြီးတော့အေလိရှဲအယိုးနဲ့ထိသွားပြီးတော့တေးဆိုပြန်ရှင်သွားတယ်အဲ့လိုဒီနေ့ပြောပြမယ်ဖျားလူတွေနဲ့တွေ့လို့ရှိရင်အဲ့တည်နေတဲ့ဝိညာဉ်တွေပြန်နိုးရမယ်ဖျားလူတွေဆိုတာအဲ့ဒီဝိညာဉ်နဲ့ဝိယုံခြုံထားတဲ့လူတွေဖြစ်တယ်ဒီနေ့ခရစ်တော်ရဲ့ဝိယုံခြုံထားကြတာဖြစ်တယ်မင်းတို့ငါဘိသိက်ပေးထားတယ်မင်းတို့ငါအကြောက်တော့ပြောဧဝံဂေလိတော့ပြောအဲ့ဒီဝိယုံနဲ့ခြုံပြီးစကားပြောတာဖြစ်တယ်အဲ့တော့ပြောကြတဲ့ကိုကစာတန်နဲ့လူကိုလူတာဖြစ်တယ်ငါတို့လာပြီးထာဝရဘုရားလာရလမ်းကိုပြင်လို့ယောဟန်ကအော်တယ်တောင်းလိုက်ဟေ့ကျွေးတော်သူ၏အသံမှာဂျိုင်းတွေကိုဖို့တောင်းတွေကိုဖဲလမ်းတွေကိုဖြောင်းစီထာဝရဘုရားလာပြီဒီနေ့အဲ့ဒီတွားတဲ့သူတွေဘုရားလူတွေဟာထာဝရဘုရားလာရလမ်းကိုပြင်ရတဲ့သူတွေဖြစ်တယ်ဒါကြောင့်တင်တော့အဲ့ဒီဝိယုံနဲ့ဒီနေ့လောကကြီးကတည်နေတဲ့စကားတွေနဲ့စကားတွေပြောနေတာဟုတ်တယ်မလားတင်တော့ကတော့ရှင်တဲ့စကားကိုပြောတဲ့သူတွေဖြစ်တယ်ဒါပေမဲ့ရှင်သောနှုတ်နဲ့ရှိတဲ့သူတွေဖြစ်တယ်
ကိုတီးဖို့ကလောကကြီးနဲ့မနှိုင်းရှင်နဲ့ဘာလို့ဆိုငါတို့ကခရစ်တော်ရဲ့အသက်နဲ့ရှင်နေတဲ့အသက်ရှင်နေတဲ့သူတွေဖြစ်တယ်ငါတို့ရဲ့နှုတ်ကအသက်နဲ့ပြည့်စုံတဲ့စကားကိုထွက်နေတာဖြစ်တယ်အိုးငါဝိညာဉ်ထာဝရဘုရားကိုချီးမွမ်းလို့တယ်အိုးငါဝိညာဉ်ထာဝရဘုရားကိုချီးမွမ်းလို့ထာဝရဘုရားတည်နေတဲ့ဝိညာဉ်နဲ့ချီးမွမ်းလို့မရပဲရှင်နေတဲ့ဝိညာဉ်မလို့ချီးမွမ်းတာဟေးနိုင်ငံသားချင်းတူလို့ချီးမွမ်းတာဒါကြောင့်ချီးမွမ်းတယ်ဆိုတာအသက်ရှင်တဲ့နှုတ်နဲ့ချီးမွမ်းတာဖြစ်တယ်ဟေးငါတို့ကထာဝရအသက်နဲ့ရှင်နေတဲ့သူတွေဖြစ်တယ်ငါတို့ရဲ့ချီးမွမ်းခြင်းကထာဝရအသက်နဲ့ပြည့်စုံနေတာဖြစ်တယ်ဟေးငါတို့ရဲ့ထာဝရအသက်နဲ့ပြည့်စုံတဲ့ချီးမွမ်းခြင်းဖြစ်တယ်အာမင်အာမင်ဟာလေလုယာအဲ့ဒီမင်္ဂလာနှုတ်ဆက်လိုက်တာနဲ့အဲ့ဒီအသက်ကထွက်သွားတာဖြစ်တယ်အဲ့စကားကြားတာနဲ့အဲ့လူတွေကဟေးတခါမှမတွေ့ဘူးတဲ့အသက်ကိုငါတို့မြင်ရပြီကြားပြီတင်ဘာမှပြောကြမလို့တင်နှုတ်ကနေမင်္ဂလာပါလို့ပြောပြီးတင်မျက်စိမြင်လိုက်တာနဲ့အဲ့ဒီသူတွေကတင့်ကိုမြင်တာခရစ်တော်မြင်လို့ဖြစ်သွားပြီအာမင်ဘုရားသခင်ကလူတိုင်းကိုအဲ့လိုသုံးကျင်တာဖြစ်တယ်ဒါကြောင့်ကိုကဘယ်လိုလဲငါကအသက်နဲ့ပြည့်စုံတဲ့သူဖြစ်တယ်ငါဒီအသက်နဲ့ပြည့်စုံတဲ့သူဖြစ်တယ်ငါစကားကထွက်တဲ့စကားတွေဟာအသက်နဲ့ပြည့်စုံတဲ့စကားဖြစ်တယ်ဒါကြောင့်သားသမီးတွေကိုကောင်းကြီးပေးတယ်ဒီနေ့ယုံကြည်တောင်းဖို့ကငါတို့ကအသက်နဲ့ပြည့်စုံတဲ့ဝိညာဉ်နဲ့ပြောတာဖြစ်တယ်ဘုရားသခင်ရဲ့နှုတ်နဲ့ပြောတာဖြစ်တယ်ဘုရားသခင်ငါတို့ခန့်အပ်ထားတယ်အုပ်ဆိုးကြလို့အုပ်ဆိုးခြင်းအုပ်ဆိုးခြင်းနှုတ်ကသင်နှုတ်ကထွက်လို့မရဘူးလူရဲ့နှုတ်ကမအုပ်ဆိုးဘူးဒါပေမဲ့ဘုရားသခင်ရဲ့ဝိညာဉ်အသက်ရှင်တဲ့ဝိညာဉ်အဲ့ဒီဝိညာဉ်ကအုပ်ဆိုးတာဖြစ်တယ်အုပ်ဆိုးခြင်းကအဲ့ဒီမှာပဲရှိတယ်ဒါကြောင့်ဘုရားသခင်ကဖြစ်ခြင်းမှာမင်းကိုငါကဖြစ်စေချင်တာငါဖန်ဆင်းထားတော့အတိုင်းဖြစ်စေချင်တာအုပ်ဆိုးကြလို့အုပ်ဆိုးကြလို့အဲ့ဒီအုပ်ဆိုးခြင်းကအဲ့ဒီအသက်မှာရှိတာဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်တို့ကဒီနေ့အသက်နဲ့ပြည့်စုံတဲ့စကားကိုပြောနေတာဖြစ်တယ်ဘုရားသခင်ရဲ့အလင်းဆိုတာအဲ့ဒါကိုပြောတာဖြစ်တယ်ကို maintain လုပ်ထားတဲ့အရာငါဟာအသက်ရှင်နေသူဖြစ်တယ်လောကကြီးထဲမှာငါတို့ကအသက်ရှင်နေတယ်ဒါကြောင့်မလို့တောင်ထိပ်မှာတီးတဲ့မြို့ကမကွယ်နိုင်ဘူးတဲ့အလင်းကိုတောင်းစလားနဲ့အုပ်လို့မရဘူးဘာလို့ဆိုသင်ကအသက်ရှင်နေတဲ့သူတယောက်ဖြစ်တယ်လေလောကကြီးသင်ကိုတောင်းတရတယ်တဲ့သင်စကားကိုတောင်းတရတယ်တဲ့တောင်းတမှာပေါ့အသက်ကသစ်စီမှာရှိနေတာဟုတ်အသက်နဲ့ပြည့်စုံသောစကားကိုပေးနေတာလေအဲ့ဒီအခွင့်ကိုအနင်းထားတဲ့သူလို့ကိုသိပြီးတော့အဲ့ဒီဘိသိက်ကိုယူပြီးတော့စကားပြောရတာဖြစ်တယ်ဝမ်းမြောက်စရာအကြောင်းစုံလင်တယ်ဆိုအကုန်ပါပြီးသားဖြစ်တယ်ဝမ်းမြောက်တယ်ဆိုအကုန်ပါပြီးသားဖြစ်တယ်ဝမ်းမြောက်စရာအကြောင်းစုံလင်တဲ့ဘုံငါ့ကိုဘိသိက်ပေးထားတယ်မင်းတို့ကငါ့ကိုရတော်သူတွေဖြစ်တယ်ငါ့ကိုရတော်သူဖြစ်တဲ့အဲ့ဒီငါ့ကိုပေးထားတဲ့ဘိသိက်ကမင်းတို့နဲ့ရှိပြီဖြစ်တယ်အာမင်ဇာခရိ8:9လေးကိုကြည့်အောင်ဇာခရိ8:9ဖတ်ကြည့်အောင်ကောင်းကင်ဘိုးကြီးအရှင်ထာဝရဘုရားမိန့်တော်မူသည်ကဗိမာန်တော်ကိုတည်ဆောက်ခြင်းကကောင်းကင်ဘိုးကြီးအရှင်ထာဝရဘုရား၏အိမ်တော်တိုက်မြစ်ကိုချသောကာလ၌ရှိသောပရောဖက်တို့ဟောပြောသောဤစကားကိုယခုကာလ၌ကြားသောသူတို့သင်တို့လက်ကိုအားကြီးစေကြလော့ရှေ့ကျောင်းတော်တိုက်ကိုစောက်ဖို့တဲ့ပရောဖက်တွေရဲ့စကားကိုကြားတဲ့သူတွေတဲ့ကျောင်းတော်တိုက်စောက်တယ်ဆိုဘုရားသခင်ရဲ့အမှုမှာဘုရားသခင်ရဲ့ကျောင်းတော်တိုက်အိမ်တော်တိုက်မြစ်ကိုစောက်ရတဲ့သူတွေရှေးပရောဖက်စကားကိုကြားပြီးတော့တဲ့အဲ့ဒီသူတွေအားကြီးတဲ့လက်နဲ့တဲ့မင်းတို့လက်အားကြီးတဲ့လက်ဒီနေ့ဘုရားသခင်ခိုင်းပြီဆိုလို့ရှိရင်ကျောင်းတော်တိုက်ကိုတိဆောက်တဲ့သူတွေအစင်စင်ပရောဖက်ရှေးပရောဖက်များအပြင်ကျောင်းတော်တိုက်ကိုတိဆောက်လာတာဘုရားသခင်ရဲ့နိုင်ငံတော်ကိုတိဆောက်လာတာနိုင်ငံတော်တိဆောက်လာတဲ့အုတ်မြစ်အဲ့ဒီမှာတဲ့အဲ့ဒီစကားကိုကြားတဲ့သူတွေပ
prophet ပြောတဲ့စကား prophetic line တွေမှာ prophetic ပြုခဲ့တဲ့အချက်တွေရှိတယ်အဲ့ဒီအချက်ကိုကြားပြီဆိုလို့ရှိရင်ကိုယ့်ခေတ်မှာအဲ့အတန်ကြားပြီဆိုရင်သိကြပြီအဲ့အတန်ကြားရင်တစ်လက်ကအာကြီးစေကြလောမင်းကစောင့်မဲ့လူဖြစ်တဲ့အတွက်ငါရဲ့အာမင်းစီမှာပါပြီဖြစ်တယ်ငါရဲ့အာပါပြီဖြစ်တယ်ကျောင်းတော်တိုက်ကိုတိဆောက်တယ်ထာဝရဘုရား၏အိမ်တော်တိုက်မြစ်ကိုချသောကာလ၌ရှိသော prophet တို့ဟောပြောသောဤစကားကိုယခုကာလ၌ကြားသောသူတို့ယခုကာလမှာကြားသောသူတို့အဲ့စကားလေးနဲ့တယ်နော်ဒီနေ့အမှုတော်ဆောင်မဲ့သူတွေအားလုံးအဲ့စကားကြားရင်သင်တို့အားကြီးကြတော့သင်တို့လက်ထက်မှာအားကြီးပြီအားကြီးတဲ့လက်ကသင်တို့မှာရှိပြီအာမင်အဲ့ဒီစကားသံကိုမကြားရင်အင်မတန်အရေးကြီးတယ်မကြားလို့ရှိရင်ဘုရားသခင်မျက်နှာလွှဲသွားတယ်လို့ဒါကြောင့်ခေါင်းဆောင်လုပ်တယ်ဆိုတာအဲ့နေရာမှာဘုရားသခင်အနှစ်400နော်အတန်တိတ်သွားတယ်ဘာလို့လဲဆိုတော့အဲ့စကားသံကိုမကြားကြတော့လို့ရှေးပရောဖက်တွေရဲ့ပြောတဲ့အတန်ကိုအဲ့ဒီကာလမှာမကြားလို့ဖြစ်တယ်ပရောဖက်ပြုချက်ကျမ်းတွေအများကြီးရေးထားခဲ့တယ်အဲ့ဒီဟာအားလုံးကအနာဂတ်ကာလကိုရေးထားခဲ့တယ်ဒီနေ့ဘုရားနဲ့နီးတဲ့သူတွေအားလုံးကအဲ့ prophet ကာလတွေရေးထားခဲ့တဲ့ကျမ်းတွေနဲ့ငါတို့ဘယ်နေရာကိုရောက်နေလဲဆိုတာအမြဲတမ်းချိန်ထိုးကြည့်ကြတာအဲ့ဒီအချိန်ရောက်လို့ရှိရင်ကြားတဲ့စကားသံနဲ့ကြိုက်အောင်လို့အဲ့တော့မှသူတို့အားကြီးကြတာဖြစ်တယ်ဆိုတော့ဘုရားသခင်ခိုင်းစေတဲ့သူတွေအားလုံးကအဲ့အတန်ကိုကြားတဲ့သူတွေဖြစ်တယ်အဲ့ဒီအချိန်ရောက်လို့ရှိရင်ရှေး prophet ကပြောခဲ့တဲ့စကားကဒီအချိန်မှလာကြားတာဖြစ်တယ်ဘာလို့ဒီအချိန်အတွက်ကိုပြုခဲ့တဲ့ဟာဖြစ်တယ်အာမင်ဆိုတော့ဒီပြုခဲ့တဲ့ကျမ်းတွေက2000နဲ့ချီနေပြီ2000နဲ့ချီနေပြီဘာဖြစ်လို့ပြည့်စုံခြင်းရောက်လာလဲအားလုံးတောင်လိုက်ကြည့်နေတာဒီဟာကပြည့်ကိုပြည့်စုံမှာဖြစ်တယ်ဘာလို့ဆိုပြုခဲ့ပြီးတဲ့ prophet ပြုတဲ့စကားအဲ့စကားကိုယူပြီးကောင်းကင်တမန်သွားစောင့်နေတာဒီနေရာမှာစောင့်နေတယ်သင်တို့ကို prophet ပြုတဲ့စကားကိုလေသင်တို့မှတ်ထားပါအဲ့နေရာမှာသွားစောင့်နေတယ်တချို့စိတ်ကောက်ပြီးနေခဲ့ကွာအရှိမတော့ရေးအေးလေးလေးစက်ကတ်တယ်နမိတ်လက္ခဏာတွေနဲ့လိုက်တယ်ခရစ်တော်နာမှာလိုက်ခဲ့တဲ့တပည့်တော်12ယောက်ပဲတည်ကြတယ်အနောက်မှာ80ရှိသေးတယ်ယောဟန်6ကိုကြည့်ရနော်80ရှိသေးတယ်အဲ့80ကနမိတ်လက္ခဏာပေးပြီးတော့တွားပြီးတော့နမိတ်လက္ခဏာပြုတ်ခိုင်းတယ်12ယောက်ကိုဣသီလရေတွားခိုင်းတယ်80ကိုတခြားလူတွေလည်းတွားခိုင်းတယ်တပါးမျိုးသားတွေမင်းတို့နမိတ်လက္ခဏာပြုနမိတ်လက္ခဏာပြုကြတာဟာဝန်းတာပြီးပြန်လာကြတယ်ပြန်လာပြီးတော့ဝန်းတာအားပြောကြဟာနမိတ်လက္ခဏာဖြစ်တယ်ဆိုခရစ်တော်ပြောတယ်နမိတ်လက္ခဏာဖြစ်တာဝန်းမသာနဲ့ကောင်းကင်နိုင်ငံမှာစည်ရင်ဝင်တာဝန်းတာဒါပြင်နဲ့ဟိုလူတွေကစည်ရင်ဝင်တာပြောပြမယ်ယူဒတွေကခရစ်တော်ကပြောတယ်ဆိုငါကအသက်မုံဖြစ်တယ်ငါ့ကိုစားရင်ငါအသားကိုစားငါအသွေးကိုတောက်ငါကအသက်လန်းခီဖြစ်တယ်ငါကအသက်ဖြစ်တယ် next step ကိုပြောတာအဲ့ဒီအရှိတ်မှာနမိတ်လက္ခဏာနဲ့ခေါ်လာတာပဲရှိသေးတယ်ဒါပေမဲ့ next step ကိုရောက်ဖို့ပြတာပြတဲ့အချိန်မှာကြည့်အောင်ယောဟန်6:6ကိုကြည့်အောင်ယောဟန်6:653မှာရေးထားတာယေရှုကလည်းငါအမှန်ကန်ဆိုသည်ကလူသား၏အသားကိုမစားအသွေးကိုမတောက်လင်သင်တို့၌အသက်မရှိငါ၏အသားကိုစား၍ငါ၏အသွေးကိုလည်းတောက်တော်သူသည်ထာဝရအသက်ကိုရ၏ထိုသူကိုနောက်ဆုံးသောနေ့၌ငါထမြောက်စေမည်ငါ၏သားသည်စားကောင်း၏ငါ၏အသွေးသည်လည်းတောက်ရှာကောင်း၏ငါအသွေးကိုတောက်တော်သူသည်ငါ၌တည်ထိုသူ၌လည်းငါတည်ပြောတဲ့အချိန်မှာတဲ့နားမလည်ကြဘူး60မှာတပည့်တော်အများတို့သည်ကြားလျင်ထိုစကားသည်အလွန်ခက်လှ၏အဘယ်သူနာခံနိုင်မည်နည်းဟုဆိုကြ၏ထို့သောတပည့်တော်ကဲ့ရဲ့အပြစ်တင်သည်ကိုယေရှုသည်အလိုအလျောက်သိတော်မူလေဤတရားစကားကြောင့်သင်တို့သည်စိတ်ပြည့်ကြသလောလက်မခံနိုင်တော့ဘူးဆရာကိုကြည့်ပြီးတော့သူပြောတာငါတို့လက်မခံတော့ငါတို့တိတ်မကြိုက်တော့ရှိရလေတော်ကြီးအဲ့ဖះကြောင့်တက်တော့နောက်ဖះကြောင့်ရောက်ပါအဲ့ဆရာတော့လည်းမလက်တော့
ဘာလို့ကိုယ့်ရဲ့သဘောထားနဲ့မကိုက်ကြည့်ဘိုင်ဘိုင်ပဲတပုံကြီးကြံခဲ့မှာနော်60မှာသင်တို့ဒီစိတ်ပြက်ကြသလိုတဲ့လူသားသည်အရင်နေရာအရက်တို့တဖန်ကြွတဲ့ဒီကိုမြင်ရလေအဘယ်သို့ထင်မှတ်ကြမြင်နီအရိပ်အမွက်ပဲပြောလိုက်တာကောင်းငင်တက်ကြွဝါမြဒီကောင်းဒီဘာများငါပြောမလဲမသိဘူးမမြင်သေးဘူးအဲ့ဒီခါမှလေ66ကိုကြည့်66ကိုကြည့်ထိုအခါမှစရတပည့်တော်အများတို့သည်ကိုတော်နှင့်မပေါင်းဖော်ပဲစုပ်သွားကြ၏ဘိုင်သွားပြီဘိုင်90တော့မှနော်အဲ့ကြောင့်အများနောက်မလိုက်နဲ့အုပ်လိုက်ဘေးကနေဝိုင်းယူတာတွေဝိုင်းထောင်တဲ့ကောင်တွေကယူတာတွေဘေးကနေခရစ်တော်လိုက်ပြဿနာရှာတဲ့ကောင်တွေဒါကြောင့်အသက်စကားတွေဟာလေးနဲ့တဲ့စကားတွေဟာတခါလေကြာရင်နားမရှိသောသူမိဒီကကြားပါစေလို့ပြောတဲ့စကားအဲ့ဒါမကြားတဲ့သူကဘေးပြောစကားနဲ့ကိုယ့်ရဲ့ရှိနေတဲ့အခြေအနေနဲ့နှိုင်းရှင်ပြီးတော့သူ့ပေတာနဲ့တိုင်းကြည့်တာဒါမဖြစ်နိုင်ဘူးကွာမလိုက်ဘူးကွာထားခဲ့တာအမှသိကောင်းတယ်အောက်မှာထို့ကြောင့်ယေရှုသည်တစ်ကြိမ်နှစ်ပါးသောသူတော်သင်တို့သည်လည်းထွက်သွားခြင်းကအလိုရှိကြလောမင်းတို့ကထွက်သွားအောင်မလား12ယောက်ကိုမင်းတို့ကသူလည်းနေတင်းသွားပါနော်90လုံးလစ်သွားဆိုနေတင်းသွားမင်းတို့ကထွက်အောင်မလား12ယောက်တည်းကဟာကြည့်နော်ရှီမုန်ပေတုကသခင်ကျွန်တော်တို့ဒီအဘယ်သူထံသို့သွားရပါမည်နီထာဝရအသက်နှင့်ရှင်သောစကားသည်ကိုယ်တော်၌တည်ပါ၏ဟေးအဲ့ဒီဟာကိုသိဖို့လိုတာကိုယ်တော်၌တည်ပါ၏ဒါကြောင့်12ယောက်ပဲတည်ပြီး90ကိုမသိဘူးဒီနေ့အဲ့90ထဲမှာမပါကြနဲ့ဘေးစကားနားမထောင်နဲ့ထာဝရအသက်နောက်ကိုလိုက်ဖို့ပဲလိုတယ်အသက်နဲ့ရှင်သောစကားကိုယ်တော်မှာပဲရှိတယ်ဒီနေ့တော့မဟုတ်နောက်တစ်ခေါက်ကြုံမှဟောမယ်တားဦးရဲ့စုကျေးဇူးတွေဆိုတာယူတတ်တဲ့သူပဲရတာပေရီယုဘာလို့တော့အခါရတာလဲသူပဲနော်ကြည်12ယောက်ထဲမှာသူပဲတခုခုဆိုသူပဲအဲ့12ယောက်ထဲမှာထူးထူးခြားခြားရှာရှည်တဲ့ပုံကိုပေါ့ကွာဟာကတ်ထားတဲ့ပုံကိုဖြစ်တယ်လှိုင်းကြီးနေတယ်လေကိုတော့လာတယ်လေလာတဲ့ချိန်မှာကျန်တဲ့လူတွေအားလုံးဟာလက်ပြန်တယ်သူပဲရှာချပြီးကိုတော့ကျွန်တော်စီရဲဆင်းခဲ့ကျင်တယ်လေသူ့ရဲ့စိတ်ကသူ့မြင်နေတာကဘာဖြစ်လို့ခရစ်တော်ကအဲ့လိုဖြစ်နေတာလဲငါလည်းအဲ့လိုဖြစ်ချင်တယ်ဟေးအေလိယစီမှာရှိတဲ့ရာကိုအေလိရှဲကလိုချင်တဲ့ကဲ့သို့ပဲအဲ့ဒီဟာကိုသူလိုချင်တာဖြစ်တယ်အဲ့ဒီကဲ့သို့သူလိုချင်တာဖြစ်တယ်အဲ့ဒီခါမှာသူကိုတော့ဆင်းလျှောက်ပြသည်လာခဲ့ခေါ်တယ်လှမ်းကန်းတဲ့လက်နော်လာခဲ့မပူနဲ့ယုံကြည်ခြင်းကပျောက်တယ်ဘေးတန်တွေကြောင့်ပျောက်ပြီးပြုတ်ကြပါတော့ဆွဲခေါ်ပါတယ်အဲ့လိုစိတ်ပဲရှိကိုတော့ဆွဲခေါ်တယ်တင်အချိန်ချင်းလဲပေမဲ့တင်အချိန်ချင်းလဲလိမ့်မယ်ဒါပေမဲ့တီးဖို့ကငါလိုချင်တယ်ကွာဆွဲခေါ်တယ်90လုံးလစ်သွားတယ်အတန်းနဲ့ရှင်သောစကားကိုတော့မှပဲရှိတယ်သူတည်သွားပြီနောက်ထပ်မေးတယ်ငါဘာတူလဲသိလားအားလုံးပရောဖက်လို့ပြောတယ်ယောဟန်လို့ဝင်စားတယ်ဘာပေါ့ကိုတော်ကတော့ခရစ်တော်ဖြစ်တယ်အဲ့ဒီချိန်မှာဝိညာဉ်တော်ခင်မဟုတ်သေးဘူးဒါပေမဲ့သူ့ကိုဘုရားသခင်ဖော်ပြတယ်သူချက်ချင်းပြောတယ်ပေတရုတဲ့ဒီဟာကတဲ့ငါအဖမင်းကိုဖော်ပြလို့မင်းသိတာလေရှောက်မပြောနဲ့မရဏနိုင်ငံရဲ့တော့မင်းကိုငါပေးမယ်တားဥစုသူတယောက်တည်းရသွားတယ်12ယောက်ထဲမှာတားဥစုသူတယောက်တည်းရသွားတယ်ဒါကြောင့်ပေတရုရှောက်သွားတဲ့အချိန်မှာဘာမှမလုပ်ဘူးအရေးထိတဲ့ကောင်တွေပါနေရီကောင်းကုန်ကြတာတရောင်းစားပတ်စံရမလားလို့ထိုင်တောင်းနေငါမှရွှေလည်းမရှိငွေလည်းမရှိငါမှရှိတာပေးမယ်အေးယေရှုခရစ်တော်နာမနဲ့ထဒီနေ့အားလုံးကအဲ့ဒီရှိတဲ့ဟာကအဲ့ဒီຢာဖြစ်တယ်အာမင်ယေရှုခရစ်တော်နာမနဲ့ထ That's the power လူမှမရှိသော power
ငါမှာရွှေမရှိငွေမရှိယေရှုခရစ်တော်နာမအကြီးမြတ်ဆုံးသောနာမငါတို့နဲ့တူရှိတယ်ဒီနေ့ရှိနေတာအကြီးမြတ်ဆုံးသောနာမငါတို့နဲ့ရှိနေဖြစ်တယ်အာမင် receive it hallelujah ဆာလံ119ဆာလံ119 148ကိုကြည့်အောင်ဆာလံ119 148ဗျာဒိတ်တော်ကိုစင်ကျင်အောင်မေ့လို့တော့ငါညှိရန်မလို့မီအကျွန်ုပ်နိုးပါစောင့်နေပြီစောင့်နေပြီဒီမဲ့စောင့်နေပြီစကားကိုမျှော်နေပြီဗျာဒိတ်တော်ကိုသိသွားတဲ့သူတွေကစောင့်နေပြီဘုရားသခင်ဘာပြောမလဲခုနကျွန်တော်ချီးမွမ်းနေချိန်မှာကျွန်တော်စောင့်နေတယ်ဘယ်စကားပြောရမလဲလို့ဟေးတခါတည်းလာတယ်ဒီအသင်းတော်ကကျောင်းတော်တိုင်းတိဆောက်တဲ့သူတစ်ကော3နဲ့လာတယ်တစ်ကော3နဲ့လာတယ်ကျောင်းတော်တိုင်းတိဆောက်ရတဲ့အခွင့်ဆိုတာထာဝရဘုရားအိမ်တော်၌စိုက်ပျိုးတော်သူတွေတတိုင်းတော်မှာပွင့်လန်းတယ်တတိုင်းတော်မှာပွင့်လန်းတဲ့အခွင့်ပေးတယ်တာသမီအဆက်ဆက်တတိုင်းတော်မှာပွင့်လန်းတယ်ဗျာဒိတ်တော်ကိုကြား၍လောက်ကင်တဲ့သူတွေကျောင်းတော်တိုက်ကိုတိဆောက်သွားတဲ့အခါမှာသင်ရဲ့သားစဉ်မြေဆက်ဟာတတိုင်းတော်မှာပွင့်လန်းတဲ့အခွင့်အစင်ဆက်ဘုရားသခင်မမေ့ဘူးအစင်ဆက်ဘုရားသခင်မမေ့ဘူးဘုရားသခင်ခန့်ပြီဆိုရင်ကျွန်တော်တခုပြောပြမယ်နော်ဒါကီးဖြစ်တယ်နော်ဒါကီးကိုကျွန်တော်ပြောပြဝိညာဉ်ခေါင်းဆောင်မှာရှိတဲ့စုကျေးဇူးအားလုံးအသင်းတော်မှာရှိတဲ့စုကျေးဇူးအားလုံးသင်တို့ရတယ်ခရစ်တော်အနားမှာရှိတဲ့အခါမှာတပည့်တော်တွေခရစ်တော်မင်းတို့အခုတည်းမယုံသေးဘူးလားကွာနားလေနော်နားလေလားမင်းတို့မယုံသေးဘူးလားငါအနားမှာရှိနေတာငါစီကအကုန်ရတယ်လေအာမင်ဒီနေ့အဲ့ဒီယုံကြည်ခြင်းနဲ့ဗျာဒိတ်နဲ့နေတဲ့အသင်းတော်ခေါင်းဆောင်အဲ့ဒီသူရဲ့အထဲထဲမှာဘုရားသခင်ကစုကျေးဇူးတွေထည့်ပေးထားတယ်စုကျေးဇူးတွေထည့်ပေးတဲ့ခါမှာအဲ့ဒီအသင်းတော်ဟာသူ့မှာရှိနေတဲ့စုကျေးဇူးအားလုံးနဲ့ဝိညာဉ်ခေါင်းဆောင်မှာရှိတဲ့စုကျေးဇူးအားလုံးဒီအသင်းသားတွေအားလုံးကိုဘုရားသခင်ကဝေပေးတယ်ဝေပေးတယ်အဲ့တော့တစ်ကော73ပြောတဲ့အချက်ကဒီဟာကိုပြောတာဖြစ်တယ်ပြီးဆက်ပြောမယ်ဒါအဲ့တော့သိဖို့ကကိုယ့်ကိုဝိညာဉ်ကောင်းဆောင်နားမှာနေတယ်ဒီအသင်းတော်မှာနေတယ်အသင်းတော်9ပါးဒါကိုပြောတာနော်ဖြာတိချမ်းမှာရှိတဲ့အသင်းတော်9ပါးဆိုတာအဲ့ဒီ9ပါးထဲမှာရှိနေတဲ့အသင်းတော်တွေအဲ့လိုအသင်းတော်မှာတော့တက်နေလို့ရှိရင်ဝိညာဉ်အဲ့ဒီမီးခွက်မရှိတဲ့အသင်းတော်မှာတော့တက်ရင်သင်လဲဝိညာဉ်ငြိမ်းသွားလိမ့်မယ်မီးခွက်တောက်နေတဲ့အသင်းတော်မှာရှောက်ရင်သင်လဲဝိညာဉ်တောက်လာလိမ့်မယ်ဟုတ်တယ်သင်စိုက်ထားတဲ့နေရာတချို့ကကျွန်တော်အရှိမဟောခဲ့ဘူးတယ်ကိုယ့်ရဲ့ပြိုးပင်ကြီးကိုကာရင်ပြီးတော့ဒီဖရားကြောင့်တော့တက်လိုက်ထိုင်ကုန်မှာထိုင်လိုက်မြေကြီးပေါ်မချဘူးနှုတ်ကပတ်တော်လေးနားထောင်လိုက်ခွန်အားရတယ်ရေလေးလောင်းပြီးပြန်လာအဲ့ပင်ကြီးကိုယူလာအိမ်မှာပဲပိုက်ထားချမဆိုင်ဘူးချလည်းမဆိုင်ကောအဲ့အပင်ကဘာလဲတော့ကြီးမလာတော့ဘူးပိုက်ထဲမှာပိုက်ထားချဆိုင်လိုက်တင်ကြည့်ပြီးသွားရင်ဒီနေရာမြေကြီးမှန်ရင်ဆိုချဆိုင်လိုက်တော့အဲ့ဒါမှတင်ကြီးမှဖြစ်တယ်ပေါလုနဲ့အာပေါလုတပည့်တွေကြွိုင်တက်ကြနော်နင်းဆရာငါဆရာကြွိုင်တက်ကြအခုခေတ်လို့ပေါ့မာယွန်းတော့ဩဝါဒအဖွင့်နဲ့ပြောမနေနဲ့ပေါလုကပြောတာတိဆောက်တော်သူနဲ့ပြုစုတော်သူကြီးထွားစေတာဘုရားသခင်ဖြစ်တယ်ဆိုတော့ဘုရားသခင်ရဲ့မြင်မှလို့ရှိရင်စိုက်လိုက်တော့ဒီနေရာမှာမိဝက်ရှိရင်စိုက်လိုက်တော့ကြီးထွားမဲ့နေရာအဲ့နေရာဖြစ်တယ်ကြီးထွားပြီးတော့အသီးသီးဖို့အသီးတော့သီးခြင်းနဲ့ကိုကအပိန်ကြီးရှောက်ပိုက်ပြီးတော့အမဲကိုသီးမယ်အောင်းမွေးနေတာဘာသီးမှမသိဘူးအပိန်ကြီးပိုက်ပြီးတော့ဟိုဘုရားကျောင်းသွားတက်လိုက်ငိုးတုတ်ထိုင်လိုက်ခဏနေတော့တိတ်စီမပြေပါဘူးကွာအဲ့ဆရာဟောတာဘာတွေမှလည်းမသိဘူးနောက်တနေ့ကမပြီးထုတ်သွားအဲ့ဒီအပိန်ကကြီးကိုမလာတော့
အဲ့ဒီအသင်းတော်အဲ့ဒီဝိညာဉ်ခေါင်းဆောင်မှာရှိတဲ့အသီးကအဲ့မှာစိုက်မှသီးတာသူ့အနားမှာနေမှသီးတာဖြစ်တယ်သူ့စီကအကုန်စီးဆင်းတယ်အဲ့တော့ဝိညာဉ်ခေါင်းဆောင်မှာနေလို့ရှိရင် तू က prophet ပြုနေလားအေးအဲ့ prophet စုငါနဲ့ဆိုင်နေတာရပြီးသားရပြီးသားအနာရောဂါငြိမ်းပြီလားငါရပြီးသားအတင်းတော့နိုးကြလားငါရပြီးသားအေးဘိုကလေးပြောလားငါရပြီးသားအဲ့ဒီစုကျေးဇူးအားလုံးကတစ်စီကိုရောက်မယ်လို့ယုံပြီးတင်စိုက်ထားတာဖြစ်တယ်တင်စိုက်ပြီးကြီးလာပြီးအဲ့ဒီသီးလာမှတစ်လုံးပြီးတစ်လုံးသီးလာမှဖြစ်တယ်အရေးကြီးဆုံးထပ်ပြောပြမယ်တချို့တွေကဝိညာဉ်စုကျေးဇူးရသွားရင်သူတို့လည်းဘုရားသခင်သုံးပြီလို့ထင်သွားတတ်တယ်နော်ပြောပြမယ်အဲ့ခါကျတော့အဲ့စုကျေးဇူးလေးကင်ပြီးထွက်သွားဘာမှမပူနဲ့အဲ့ထီးရောက်လဲထွက်သွားတင်တို့စီအဲ့ဟာကြံခဲ့ရောတင်တို့စီပါမသွားတော့ဘူးအဲ့ဒီထီးအောက်ထဲမှာပဲပေးသုံးတာဖြစ်တယ်ဌာနဆိုင်ရာတစ်ခုမှာတာဝန်အနှင်းထားရင်နော်အဲ့တာဝန်နဲ့လုံးတဲ့အခွင့်အာဏာကနောက်ဌာနမှာမတက်ရောက်ဘူးအဲ့ဒီဌာနထဲမှာသုံးဖို့ဖြစ်တယ်ဒီအသင်းတော်အတွက်ကိုအကျိုးပြုဖို့ထားတဲ့စုကျေးဇူးဖြစ်တယ်ဒီဝိညာဉ်ခေါင်းဆောင်ကကိုယ့်ရဲ့ခေါင်းဆောင်ဖြစ်တယ်အဲ့ဒီခေါင်းဆောင်ရဲ့အောက်မှာအဲ့ဒီစုကျေးဇူးနဲ့လုပ်ဖို့ဝိညာဉ်ခေါင်းဆောင်ကအားလုံးကိုသူ့နေရာနဲ့သူအလုပ်လုပ်ဖို့ဘုရားသခင်ကဝေပေးထားတာဖြစ်တယ်အဲ့ဒီအခါမှာဒီအသင်းတော်မှာရှိနေတယ်ဒီဝိညာဉ်ခေါင်းဆောင်နောက်မှာရှိနေတဲ့အခါမှာအဲ့ဒီစုကျေးဇူးနဲ့သူ့ကိုပံ့ပိုးဖို့ဒီကျောင်းတော်တိုက်တီဆောက်တဲ့နေရာမှာဆောက်လို့ရေးလို့ကျွန်တော်ဆောက်လို့ရေးလုပ်တယ်လို့ team ကအရန်ရေးကြည့်တာဖြစ်တယ် foundation ချတဲ့အဖွဲ့နဲ့အကျန်းတယ်ဆောက်တဲ့အဖွဲ့နဲ့အချောတယ်လုပ်တဲ့အဖွဲ့အမိုးအဖွဲ့တန်အဖွဲ့တွေအများကြီးလုပ်တာတယောက်နဲ့တယောက်လုံးဝမတူဘူးလုံးဝမတူဘူးလှလှပပဒီဇိုင်းစီလင်ဖွဲ့နော်မှန်ဖွဲ့အလူမီနီယံဖွဲ့တကားဖွဲ့တက်သားဖွဲ့ပေါ်လီဖွဲ့ပါကေးဖွဲ့အများကြီး WC ဖွဲ့ကြောက်ပြကတ်တဲ့ဖွဲ့အိမ်သာကတ်တဲ့ဟာမီးလိုင်းနေ CCTV လိုင်းမီးလိုင်းတော့မတယောက်တော့မတူ CCTV အုပ်စုနဲ့ profession မတူဘူးသူတို့ပညာတစ်ခုမတူဘူးဒါပေမဲ့ဒီအိမ်ကြီးဟာသူတို့အားလုံးပေါင်းလိုက်မှနောက်ဆုံးမှစုံလင်းလှသွားတာဖြစ်တယ်အဲ့တော့ဒီဟာကိုစောက်တဲ့အချိန်မှာ instruction ဘာမှရှိလဲဆိုတော့ walking drawing မှာရှိတယ် walking drawing မှာရှိတယ် walking drawing ကိုကြည့်ပြီးအားလုံးကအဲ့ဒီဟာအနောက်ကနေပြီးတော့ဆက်ပြီးဆွဲရတာဖြစ်တယ်ဆိုတော့အဲ့ဒီ walking drawing ကဘယ်သူစီမှာရှိလဲတဲ့အဲ့ဒီ walking drawing ကဘုရားသခင်ကင်ထားတာဖြစ်တယ်ဒါကြောင့်တရှင်းသောဝိညာဉ်တော်ဗျာဒိတ်တော်ကိုပျော်လင့်လာမယ်ဆိုတော့အဲ့ဒီ walking drawing ကအဲ့မှာရှိနေတာဖြစ်တယ်ဆိုတော့ခေါင်းဆောင်ကအဲ့ထဲမှာရှိနေတဲ့ခေါင်းဆောင်ကအဲ့ walking drawing ရှိပြီးငါနဲ့ဆိုင်တဲ့ຢာဒါဖြစ်တယ်လှုပ်သွားတာအားလုံးပြီးသွားတဲ့အချိန်မှာအဲ့ဒီရလှပပြီးသွားတယ်အဖွဲ့ပေါင်းအများကြီးလူတွေအများကြီးဝင်လုပ်ပေးပါတယ်ဘုရားသခင်ကကျောင်းတော်တိုက်ကိုအဲ့လိုတည်ဆောက်နေတာဖြစ်တယ်ဒီအဖွဲ့တွေကနေကိုထွက်သွားပြီးနောက်တစ်ဖွဲ့ရောက်သွားဘာမှမပူနဲ့ဒီအဖွဲ့မှာတင်ပညာဆရာဖြစ်ရင်ဖြစ်မယ်အလူမီနီယံအဖွဲ့ရောက်လို့ကတော့တင်ပစ္စည်းထားတဲ့ကောင်ပဲပြန်ဖြစ်မှာဘာလို့တင်ဘာမှမတတ်လို့ဆိုတော့ဒီနေရာမှာထားခြင်းအပြင်ဒီဝิญဉ်ကောင်းဆောင်နဲ့ထားတော့ကျွမ်းကျင်လာဖို့ဖြစ်တယ်ဒီနေရာမှာဒီစုကျေးဇူးနဲ့တင်ဟာအဲ့ဒီနေရာမှာပျောင်မြောက်စွာအလုပ်လုပ်ဖို့ဖြစ်တယ်ဘုရားသခင်ကအဲ့အတွက်ထားတာဖြစ်တယ်ဆိုတော့သိဖို့ကဗျာဒိတ်တော်မရှိလေလူဟာအကျိုးနေတယ်ဒီနေ့အဲ့အကျိုးမနေဖို့အတွက်အဲ့ဒီ line up ကသူ့စီမှာပဲရှိတာဆိုတော့ဒါကိုသိဖို့လိုတယ်ဆိုတော့ဝิญဉ်ကောင်းဆောင်နားမှာရှိခြင်းကအရေးကြီးတဲ့ချက်ဖြစ်တယ်လို့ဆိုတော့ prophet ကိုဘယ်လိုခံလဲအရေးကြီးတယ် calling ရှိတယ်နော်ကျွန်တော်ကအဲ့လိုတွေ prophet ပြုတ်ခဲ့တာတွေရှိတယ်ဆရာနာမှာနေခဲ့တယ်ဒါပေမဲ့ကျွန်တော်ဆရာနဲ့မခွာဘူးဘာဖြစ်လို့ကတ်ထားလဲဆိုတော့ကျွန်တော်အဲ့ principle သိလို့ဖြစ်တယ်အများကြီးခွာသွားတယ်90အုပ်စုထဲမှာအများကြီးပါတယ်ဒါပေမဲ့ကျွန်တော်ဘာလို့ကတ်ထားလဲသူ့ကိုတုံးနေတဲ့ဘုရားသခင်ဒီနေ့သူ့အထက်မှာရှိနေတဲ့ဘုရားသခင်ဒီဘိသိက်အဲ့ဒီဘိသိက်ငါစာငတ်တဲ့ဟာဖြစ်တယ်ငါရဲ့စာငတ်ခြင်းကအဲ့ဒါဖြစ်တယ်ကိုယ့်ကိုဘုရားသခင်ခေါ်တဲ့နေ့ကြရင်ငါ့ကိုလည်းဘုရားသခင်ကတန်ဖိုးရှိအောင်
တီဆောက်နေတဲ့အချိန်မှာငါရတာယူမယ်ဒါပေမဲ့ငါ့ကို prophet ပြုတ်ထားတယ်2013မှာစင်ပေါ်မှာတက်ပြီးတော့အမှုတော်တောင်ဖြစ်မယ်လို့စင်ပေါ်မှာဆက်ကပ်ပေးထားတယ်အဲ့ဒီဆက်ကပ်ပေးတဲ့အချက်ကတစ်လျှောက်လုံးလိုက်ပြီးတော့ဒီ24ကျမှကျွန်တော်ပြည့်စုံတယ်10နှစ်ကြာတယ်ဘုရားသခင်စကားပြောတယ်နော်ကျွန်တော်စုကျေးဇူးတွေအများကြီးပေးတယ်နော်စုကျေးဇူးရလို့ကိုယ့်ကိုထွက်သွားပြီးမလုပ်နဲ့တခြားမဟုတ်ဘူးဘုရားသခင်ကအချိန်ရှိတယ်ဒါကြောင့် prophetic က calling ရှိတယ်စကားရှိတယ်နေရာရှိတယ်အချိန်ရှိတယ်အဲ့ဒီ timing ကိုက်သွားတဲ့အချိန်မှာသင်ကို calling အဲ့တော့မှ office ထဲကိုရောက်တယ်အဲ့တော့မှ office ထဲကိုရောက်တယ်အရှိမ office ထဲမှာမဟုတ်သူများ office ထဲမှာအလုပ်လုပ်ရတာဖြစ်တယ်ဘုရားသခင် office ထဲကိုထွက်တယ်အချိန်ရောက်တော့မှသင်ဟာအဲ့နေရာမှာဘုရားသခင်ခိုင်းတဲ့သူတယောက်ဖြစ်လာတယ်ဒါကြောင့် design မှလိုက်ပါခြေတော်ရာတို့လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီနေ့ခရစ်တော်ရဲ့ခြေတော်နာနောက်ကိုလိုက်ရတာဖြစ်တယ်ခရစ်တော်ဟာကျွန်တော်တို့ရဲ့ဥကောင်းဖြစ်တယ်တိမောသေ1:6လေးကိုကြည့်အောင်တိမောသေ1:6ခုနှစ်ကိုအားလုံးသိတယ်နော်အရေးကြီးတာ6မှာရှိတယ်နှစ်တိ sorry နှစ်တိပါနှစ်တိ1:6နှစ်တိ1:6ထို့သောဖြစ်၍ငါလက်တင်သောအဖြစ်သင်၌ဘုရားသခင်ပေးတော်မူသောဆုကိုနှိုးဆော်မိကြောင်းငါသည်သင်ကိုတတိပေးအထဲမှာဆုကပြောပြမယ်ဆုကျေးဇူးကဘုရားသခင်ကထည့်ထားပြီးသားဖြစ်တယ်ဒါပေမဲ့အဲ့ဒီဆုကျေးဇူးကိုလှုပ်နှိုးပေးတဲ့ခေါင်းဆောင်လိုတယ်ငါလက်တင်သောအဖြစ်သင်တို့ကိုငါလှုပ်နှိုးပေးတယ်ကိုဖာတာကိုမဖြစ်ဘူးနော်ဘုရားသခင်ကတယောက်ကိုခေါ်ပြီးလက်တင်ခိုင်းတယ်ပေတရုကိုခရစ်တော်ကတော့ပေးလိုက်တယ်မရဏနိုင်ငံကြီးတော့ဖြစ်တယ်သူခေါင်းဆောင်ဖြစ်တယ်ပေါလုဝိညာဉ်တော်ထိလိုက်တယ်မျက်စိကန်းသွားတယ်ပေါလုဘယ်သူဆူတောင်းပေးရလဲအာနာနိကိုပြောတယ်တိကြပြောတယ်သွားတယ်လမ်းဖြောင်းဆိုတဲ့နေရာမှာတဲ့အဲ့လူတွေအဲ့ဒေါင်းအိမ်မှာတဲ့မျက်စိကမ်းပြီးထိုင်နေတယ်သွားနင်းသွားဆူတောင်းလိုက်တယ်ဘုရားသခင် prophet ကိုလွှတ်လိုက်တယ်သွားပြီးဆူတောင်းပေးလိုက်တယ်ပြန်ကွာသွားတယ်အဲ့ဒီကစပြီးပေါလုပြောင်းသွားတယ်သူ့အထက်ကဆူကျေးဇူးလှုပ်နှိုးပေးလိုက်တာဖြစ်တယ်ဒါကြောင့်သင်တို့ကိုဆူလှုပ်နှိုးပေးမဲ့သူခေါင်းဆောင်သင်တို့ရှာပါဟင်မဲဘဒုနားမှာနေမှလဲအဲ့ဒီခေါင်းဆောင်ကလှုပ်ပြီးဆိုလို့ရှိရင်သင်အဲ့နားမှာပဲနေလိုက်တော့ဒါတွေကကီးတွေဖြစ်တယ်ကျွန်တော်ရခဲ့တဲ့ကီးတွေပါဒါတွေတရားဟောချက်တွေထဲမှာကြားမှာမဟုတ်ပါဘူးသင်တို့ကိုလှုပ်နှိုးပေးတယ်အဲ့ဒီအနောက်ကမှဆက်ဖတ်လိုက်ခုနှစ်အကြောင်းမူကားဘုရားသခင်သည်ကြောက်တတ်သောစိတ်သဘောကိုငါတို့အားပေးတော်မူသည်တကိုးပါသောစိတ်ချစ်တတ်သောစိတ်ရှင်းလွန်သောစိတ်သဘောကိုပေးအထဲကဆုကိုလှုပ်နှိုးပြီးတော့မှသင်ကအဲ့ဒီဟာရတာဖြစ်တယ်အာမင်နောက်မှသင်မရဘူးတင်းကိုလှုပ်နှိုးပေးလိုက်တာပေးတာကဘုရားသခင်ပေးတာဖြစ်တယ်သင်အထဲမှာရှိပြီးသားဖြစ်တယ်ဒါပေမဲ့မီးတစ်ချက်ဖတ်မီးတော့လေးဖတ်တောက်ပေးလိုက်တာတိဖို့ကတင့်ကိုလှုပ်နှိုးပေးတဲ့ခေါင်းဆောင်ကိုဘယ်တော့မှမမေ့ပါနဲ့ဘယ်တော့မှမမေ့ပါနဲ့ငါမြောင်းထဲရောက်နေတဲ့အချိန်ငါဘဝစုပ်ပြတ်နေတဲ့အချိန်ဒီဆရာကြီးခေါ်ခဲ့ပေးတယ်ဘေးအတန်နေနဲ့ကြားပြီးရင်လှည့်ထွက်သွားတတ်တယ်တကယ်လဲမှန်ပါတယ်တခါလေကြာလဲကိုလဲလှည့်ထွက်ခြင်းစိတ်ပျောက်လောက်အကြောင်းအရာတွေဖြစ်တတ်ပါတယ်ဒါပေမဲ့တိဖို့ကငါဒုက္ခရောက်နေတဲ့အချိန်မှာဘယ်သူမှမသိပေမဲ့ငါအထဲကဖြစ်နေတဲ့အရာကိုငါရဲ့ဒုက္ခကိုသိတော်သူပရောဖက်ဖြစ်နေတဲ့အခြေအနေကိုကြည့်တာမဟုတ်ဘူးဘုရားသခင်သူ့ရဲ့အရှိကိုဘလို့ပြင်ထားလဲဆိုတဲ့အရှိကိုမြင်သောမျက်စိဒါကြောင့်ပရောဖက်ဆိုတာမြင်သောမျက်စိရှိရတယ်လူတယောက်ကိုကြည့်လို့ရှိရင်သူ့ရဲ့ပြီးခဲ့ပြီးတဲ့အရာကိုမြင်တာမဟုတ်ဘူးသူ့အရှိကိုမြင်တာဖြစ်တယ်လူတယောက်ကိုသင်ကပြောင်းလဲဖို့ခေါ်လာပြီဆိုလို့ရှိရင်မပူနဲ့အနောက်ကနေတသိန်းသူ့သတင်းတွေပွာလာလိမ့်မယ်သ
တင်ဆွဲခေါ်တဲ့ဝิญဉ်ကောင်းဆောင်ဖြစ်လာရင်ကြုံမယ်နော်အဲ့ကောင်နဲ့မပေါင်းနဲ့အဲ့ကောင်ကတော့ဘလို့ကောင်းအဲ့မျိုးသမီးကတော့ဘလို့မျိုးသမီးပဲသူအမလေးသတင်းတွေတည်လာပေးကြမယ်ဘာမှလည်းပတ်စံနဲ့ပေးကြမလို့စေတနာဝန်ထမ်းတသိန်းပေါ်လာတယ်အဲ့ဒီချိန်ကြတယ်တိဖို့ကတင့်ရဲ့မြင်တတ်ခြင်းမျက်စိအဲ့နေရာမှာ prophet မျက်စိဒီမြင်တတ်တော်သူဖြစ်ပါမြင်ခြင်းကသူ့ကိုဘုရားသခင်ကဘာဖြစ်လို့ခရစ်တော်ကခေါ်လာလဲသူ့အရှိမဖြစ်မဲ့ဟာကိုတင်မြင်ပြီးသူ့ခေါ်တာလက်ရှိအခြေအနေကိုကြည့်ပြီးမြင်တာမဟုတ်ဘူးအဲ့ဒီဟာကိုမျက်စိကိုပိတ်ထားဒါကြောင့်ခရစ်တော်ကယောက်ျား9ယောက်ရှိတဲ့မိန်းမကိုသူတွတ်တွေ့တယ်ဂျူးတို့ပေါ်အောင်ဆိုးသေးတယ်လေဂျူးဆိုတာအဲ့လိုဆိုတာဘယ်သူမှအပေါင်းအသင်းမလုပ်တဲ့အမျိုးသမီးလေနော်ဒါပေမဲ့ခရစ်တော်သက်ဆောင်နေတယ်ဆိုးသောမိန်းမတို့အကုန်သူသက်ဆောင်တယ်ပြီးတော့ခေါ်လာခဲ့အဲ့ဒီသူတွေအားလုံးကတကယ်ပြောင်းလဲသွားတယ်လေတကယ်ပြောင်းလဲသွားတယ်လေတကယ်ပြောင်းလဲသွားတယ်ဆိုတော့ခရစ်တော်မြင်တာကငါနဲ့တွေ့ရင်အဲ့ဒီသူကအသက်တော်အသက်တာဖြစ်ကိုဖြစ်တယ်ဆိုတော့ဒီကနေ့ဆွဲခေါ်တဲ့သူတွေအားလုံးရဲ့လက်ကခရစ်တော်ရဲ့လက်ဖြစ်မှတင်ဆွဲခေါ်လို့ရမှာဆွဲခေါ်ခြင်းဟာခရစ်တော်ရဲ့နှလုံးသားဖြစ်မှရမယ်အဲ့တော့မြင်တတ်ခြင်းကိုတောင်းပါမြင်တတ်ခြင်းကသူတို့လက်ရှိအခြေအနေကိုမြင်တာမဟုတ်ဘဲနဲ့အရှိကိုမြင်တတ်ပါဒီလူဟာငါနဲ့တွေ့ရင်ပြောင်းကိုပြောင်းလဲမယ် तू ကဘလို့ပါလာပြောတယ်ရေးမရှိယုံထားဖို့က तू ဒီငါ့ကိုတွေ့ရင်ပြောင်းကိုပြောင်းလဲမယ်ဘာလို့ဆိုငါအထဲမှာထည့်ထားတာအဲ့ဒီဘိတ်သိမ့်နဲ့ထည့်ထားပေးတယ်ဘုရားသခင်ရဲ့မေတ္တာကိုတွေ့ရင်ပြောင်းကိုပြောင်းလဲမယ်တကောနမိတ်လက္ခဏာကခဏပဲရတယ်ဒီနေ့ဒီချိန်မှာတကောနမိတ်လက္ခဏာတွေအများကြီးရှိပါတယ်နော်ကောင်းတယ်တကောနမိတ်လက္ခဏာဒီခဏပဲရတယ်အဲ့ဒါကဆွဲခေါ်လာဖို့ဖြစ်တယ်ဒါပဲနဲ့ရေရှည်ခံဖို့ကမေတ္တာဖြစ်တယ်တင်ချစ်ပြီးခေါ်မှတင်ရဲ့ချစ်ချင်းမေတ္တာကိုမြင်တဲ့အချိန်မှာအဲ့ဒီသူကကိုယ်နဲ့အမြဲတမ်းရပ်တည်နိုင်တာဖြစ်တယ်ဘုရားသခင်ရဲ့မေတ္တာကိုမြင်သွားဖို့ဖြစ်တယ်အာမင်ဒါကြောင့်ချစ်တတ်ပါတင်ချစ်တတ်လို့မရဘူးချစ်ချင်းကိုတောင်းပါဘုရားသခင်စီကတောင်းပါအဲ့ဒီချစ်ချင်းမေတ္တာကျွန်တော်စီမှာမရှိဘူးဒါကြောင့်ငါလက်တင်သောအဖြစ်သင်၌ဘုရားသခင်ပေးသောဆုကိုနှိုးဆော်မိကြောင်းငါသည်တင့်ကိုသတိပေး၏နှိုးဆော်မိကြောင်းငါသည်တင့်ကိုသတိပေး၏အကြောင်းမူကားဘုရားသခင်သည်ကြောက်တတ်သောစိတ်သဘောကိုငါတို့အားပေးတော်မူသည်မဟုတ်တကိုးပါသောစိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်သဘောကိုပေးတယ်အဲ့ဒီမျက်စိကလူမှမရှိဘူးရှင်းတယ်နော်ဘုရားသခင်ပေးပြီးတော့လှုပ်နှိုးလိုက်တဲ့နေရာစားပြီးတင်အမြင်ပြောင်းသွားတယ်ချစ်တတ်တဲ့စိတ်ကိုပေးတယ်ရှင်းလင်းတဲ့သဘောကိုပေးတယ်ဒီနေ့ရောက်စီတိုင်းဒီနှုတ်ကပတ်တော်အားဖြင့်အသက်တာမှာခွန်အားဖြစ်စေပါသင်တို့အရောက်စီဟာဘုရားသခင်ကောင်းခြင်းနဲ့ပြည့်တဲ့သူဖြစ်တယ်သင်တို့ရဲ့နှုတ်ကတကိုးနဲ့ပြည့်သောနှုတ်ဖြစ်တယ်သင်တို့ရဲ့စကားတွေအားလုံးဟာအသက်နဲ့ပြည့်စုံသောစကားဖြစ်တယ်သင်တို့ဟာဘုရားသခင်ရဲ့အလင်းနဲ့လင်းသောသူတွေဖြစ်ကြောင်းသခင်ယေရှုခရစ်တော်ဘုရား၏နာမနဲ့ကြေညာပေးပါတယ်